ဒီနေ့မှာတော့ဘဝမှာကန်ဆိုးမှုတွေနဲ့နေသားကျနေခဲ့ပြီးလောကကိုအရွက်တိုင်းဂျစ်ကန်ကန်ပိပိတီတီနေတတ်တဲ့လူကွာစာလူငယ်တယောက်ရဲ့ကြမ်းတမ်းမှုတွေကိုပြောင်းပြန်လှန်ပေးခဲ့တဲ့လမ်းဘေးကတနာစရာခွေးငယ်လေးတစ်ကောင်တို့ရဲ့လူသားနဲ့တရိတ်ဆန်ကြားကနှက်ဆိုင်လာတဲ့ချစ်ချင်းမြတ်တာတွေကိုမျက်ရည်မစဲနိုင်တော့မြတ်တာတရားရဲ့စွမ်းအားကြီးမှုတွေကိုကွက်ကွက်ကွင်းကွင်းထင်ဟပ်မြင်သာအောင်ဇိုင်းကောင်းကောင်းနဲ့ရိုက်ပြပေးထားတာမို့လက်မလွတ်တမ်းကြည့်ရှုရမယ်ဒရမာဇာတ်ကားကောင်းလေးတကားကို recap ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ recap out channel ကိုကြည့်ရှုအားပေးကြတဲ့ပရိသတ်အားလုံးမင်္ဂလာပါအိန္ဒိယဇာတ်ကားများကိုတီးတန့်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ recap out channel နဲ့နိုင်ငံတကာဇာတ်ကားအစုံကိုတင်ဆက်ပေးသွားမယ် recap out IND channel တို့မှာဇာတ်ကားကောင်းလေးတွေကိုကြည့်ရှုနိုင်ဖို့ subscribe လေးပြုလုပ်ပေးထားပါအောင်ခင်ဗျာဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာကတော့ကျွန်တော်ထပ်နိုင်မယ်ဖြစ်ပါတယ်ဇာတ်လမ်းလေးမစတင်ခင်မှာ VPN လေးကိုဖွင့်ပြီးကြည့်ရှုပေးဖို့တောင်းဆိုပါရစေလူသူမနီဝေးလံခေါင်တည်တဲ့နေရာလေးတစ်ခုမှာတော့လူတယောက်ဟာခွေးလေးများစွာကိုလှောင်ဖမ်းထားခဲ့ပါတယ်။တညမှာတော့အဆိုပါခွေးလေးတွေကချစ်စရာခွေးငယ်လေးတစ်ကောင်ဟာအနှောင်ဖွဲ့တွေကထွက်ပြေးလွတ်မြောက်လာခဲ့ပြီးသူ့ဘဝရဲ့ခီးကိုလွတ်လပ်မှုတွေနဲ့စတင်ခဲ့ပါတော့တယ်။သူဟာထွက်ပြေးလွတ်မြောက်လာခဲ့ရတဲ့လမ်းတစ်လျှောက်မှာအခက်အခဲဒုက္ခတွေနဲ့ရင်ဆိုင်ခဲ့ရပြီးစာလောင်မွတ်သိပ်လာတဲ့အခါမှာတော့လမ်းဘေးစားတောက်ဆိုင်ကလူတချို့စီကနေအစားအစာချို့ကိုတောင်းစားခဲ့ပေမဲ့အော်ဟေမောင်းထုတ်ခြင်းကိုသာခံခဲ့ရရှာပါတယ်။ဒါကြောင့်ခွေးငယ်လေးကအနီးကဈေးတစ်ခုထဲမှာရောင်းနေတဲ့ငါးသည်စီကနေငါးလေးတစ်ကောင်ကိုခိုးယူပြီးသူ့ရဲ့စာလောင်မှုတွေကိုဖြည့်သိမ့်ခဲ့ရရှာပါတယ်။ဒီလိုနဲ့သူဟာတနေရာကနေတနေရာကိုထွက်ခွာလာခဲ့ပါတယ်။ခွေးလေးကအစမှာကြောက်ရွံ့နေခဲ့ပေမဲ့လွတ်လပ်စွာသွာလာနေရတဲ့ဘဝကသူ့ရဲ့ကြောက်ရွံ့မှုတွေကိုတတ်တာရစေခဲ့ပါတယ်။ဒီလိုနဲ့သူဟာမြို့ငယ်လေးတစ်မြို့ရဲ့လူနေရက်ကွက်လေးတစ်ခုကိုရောက်ရှိလာခဲ့ပါတယ်။အဲ့မြို့လေးမှာတော့ဘဝမှာကန်တရားကမျက်နှာသာမပေးခဲ့တာကြောင့်ဘဝကိုပေပေတေတေနဲ့ဖြတ်တလို့ဖြတ်တန်းနေခဲ့တဲ့လူငယ်လေးတစ်ယောက်လည်းရှိနေခဲ့ပါတယ်။သူ့နာမည်ကဒါမာကမနက်ဆိုနှိုးဆက်မမိခင်တိုင်းနိုးထလေးရှိပြီးတစ်ချိန်ကသူ့အမေကပြောဘူးတယ်။မနက်ခင်းမှာမတ်တဲ့အိမ်မက်ကအမှန်တကယ်ပဲဖြစ်လာတတ်တယ်လေ။သူ့ရဲ့အမြင်မှာတော့သူမှန်တယ်လို့ယူဆပြီးတခြားသူတွေသူ့ကိုမြင်တဲ့အမြင်ကတော့မှားနေခဲ့တယ်လို့သူကထင်နေခဲ့သူလည်းဖြစ်ပါတယ်။ဆွေမျိုးသားချင်းမရှိပဲတယောက်တည်းနေတတ်တဲ့ဒါမာရဲ့အိမ်ကတော့အမြဲတမ်းရှုပ်ပွေညစ်ပတ်နေခဲ့ပြီးသူကချာလီချက်ပလင်ရဲ့တရုပ်ဆောင်မှုတွေကိုငငယ်လေးကလေးကစွဲလန်းနေခဲ့တဲ့သူလည်းဖြစ်ပါတယ်။တကူရဲသမားဒါမာကလူတွေနဲ့အပေါင်းအသင်းလုပ်လို့မရှိပဲသူ့အတွက်တနေ့တာလှုပ်ဆောင်မှုတွေမှာတော့အိယာနိုးမယ်မနှက်စာစားမယ်အလုပ်သွားမယ်အိမ်ပြန်လာရင်စလိတ်နဲ့ဘီယာနဲ့ချာလီချက်ပလင်ရဲ့ရုပ်ရှင်တွေကသာသူ့အတွက်အဖို့ဖြစ်နေခဲ့ပါတယ်။ဒါမာဟာတမ်မီဆက်ယုံကြီးတယောက်ရဲ့ကျွမ်းကျင်ဝန်ထမ်းတူဖြစ်ပြီးပေါင်းရတင်ရခတ်တဲ့လူငယ်တူလည်းဖြစ်ပါတယ်။အလုပ်ထဲမှာလည်းတကူတည်းတီးတန့်နေတတ်သူဖြစ်ပြီးဘသူနဲ့မှလည်းအပေါင်းအသင်းမလုပ်တတ်တဲ့သူတယောက်လည်းဖြစ်ပါတယ်။အလုပ်ထဲမှာအပေါင်းအသင်းမရှိသလိုနေထိုင်ရာရက်ကွက်ထဲမှာလည်းပတ်ဝန်းကျင်နဲ့အဆက်ဆံမရှိသူတယောက်ဖြစ်ပါတယ်။ရက်ကွက်ထဲမှာတော့ဒါမာကလူကွာစာတယောက်ဖြစ်ပြီးအားလုံးကလည်းသူ့ကိုဆိုယွန်းကြောက်ကြီးဖြစ်နေတဲ့သူလည်းဖြစ်ပါတယ်။တညမှာတော့သူတို့ရက်ကွက်ထိပ်မှာလူငယ်တစုကစတေရှိုးတစ်ခုကိုပြုလုပ်ပြီးတောက်စားပျော်ပါနေကြကမီရှူမီပန်းတွေပြစ်ဖောက်နေခဲ့တာကြောင့်လမ်းဘေးတနေရာမှာရှိနေတဲ့ခွေးငယ်လေးဟာလည်းကြောက်ရွံ့တုန်လှုပ်နေခဲ့ပါတယ်။စတေရှိုးတန်တွေမီရှူမီပန်းတန်တွေနဲ့အိမ်မရလို့ဒေါသထွက်နေတဲ့ဒါမှအဆိုပါစတေရှိုးပွဲကိုတွားရောက်ခဲ့ပြီးစတိတ်စင်တစ်ခုလုံးနဲ့တီဆိုနေကြတဲ့ငမူးတွေကိုစိတ်ရှိလက်ရှိအာပတရရိုက်နှက်ပြီးတဲ့အခါမှာတော့အေးဆေးစွာနဲ့ပဲကြက်ပေါင်လေးကိုကိုက်ပြီးအိမ်ကိုပြန်လာခဲ့ပါတယ်။မီရှူမီပန်းတွေကြောင့်ကြောက်ရွံ့ထိတ်လန့်နေခဲ့တဲ့ခွေးငယ်လေးဟာဒါမှကိုတွေ့ကြီးစိုက်ကြည့်နေခဲ့ပါတယ်။အဲ့နောက်ခွေးငယ်လေးဟာဒါမာရဲ့နောက်ကိုမသိမသာလိုက်လာခဲ့ပြီဒါမာစားနေပြစ်လိုက်တဲ့ကြက်ပေါင်ဟာသူ့အတွက်တော့နတ်တုတ်တာလားချိုမြိတ်နေခဲ့ပါတော့တယ်အဲ့နောက်ခွေးငယ်လေးဟာဒါမာတို့အင်းရှိနာကအမိုက်ပုံကြီးနားမှာသူ့ရဲ့တညတာကိုကုံဆုံးခဲ့ပြန်ပါတယ်ဒါမာတို့ရက်ကွာတရိษံတွေကိုဝင်ခွင့်မပြုတဲ့နေရာဖြစ်တာကြောင့်ခွေးငယ်လေးတွေအတွက်အခြားတရိษံတို့ရဲ့ရန်ကကင်းဝေးနေခဲ့ပါတယ်အဲ့ညကဒါမာတယောက်အိမ်မက်တွေမက်နေခဲ့ပြန်ပါတယ်တကယ်တော့ဒါမာကလေးဘွားတုန်းကသူ့မှာချစ်ရတဲ့အဖေအမေနဲ့ညီမလေးတယောက်ရှိခဲ့ပြီးသူတို့မိသားစုလေးဟာရန်ကိုပျော်ရွှင်စရာမိသားစုလေးတစ်ခုလည်းဖြစ်ခဲ့ပါတယ်။အိမ်မက်လုံးနဲ့ဒါမှမိဘတွေနဲ့ညီမလေးတို့အပြင်ကိုသွားတိုင်းမလိုက်ပဲအိမ်လိုက် TV ကလာတဲ့ချာလီချက်ပလင်ကြည့်လိုက်နေသူ့ရဲ့ဘွားလေးကပျော်ရွှင်စရာတွေနဲ့ကုံဆုံးနေခဲ့သူဖြစ်ပါတယ်။တရက်ဒါမှတို့မိသားစုကဂီတဖျော်ဖြေပွဲတစ်ခုကိုသွားဖို့အတွက်ဒါမှရဲ့ညီမလေးကအကိုဖြစ်သူကိုသူမတို့နဲ့အတူလိုက်ခဲ့ဖို့ခေါ်ခဲ့ပေမဲ့လေအိမ်မက်တဲ့ဒါမှကတော့ထုံးစံအတိုင်းမလိုက်ပဲအိမ်မှာပဲကြံ့ရင့်နေခဲ့ပါတယ်အဲ့ဒါကသူ့ရဲ့မိသားစုကိုဒါမာတယောက်နောက်ဆုံးတွေးလိုက်ရတယ်ဆိုတာကိုတော့သူမသိခဲ့ပါဘူးဒါမာရဲ့မိဘနှစ်ပါးနဲ့ညီမလေးတို့ဟာဂီတာပွဲကပြန်လန်းမှာပဲ
ရင်မတော်စားမှုနဲ့ကွယ်လွန်တိမ်ပါသွားခဲ့ကြတာကြောင့်ဒါမာလေးဟာငငယ်ရွယ်နဲ့လောကကြီးအလဲမှာတယောက်တည်းအထီးကျန်စွာကြံ့ရစ်နေခဲ့ရပါတော့တယ်။အဲ့ဒီချိန်ကလေးကစိတ်ထန်ရရသွားခဲ့တဲ့ဒါမာရဲ့မူကျင့်တွေဟာခက်ထန်လာခဲ့ရတာလည်းဖြစ်ပါတယ်။တပားသူတွေကဖះကိုကိုးကွယ်ပြီးစုတွေတောင်းနေခဲ့ကြတဲ့အချိန်မှာဒါမာရဲ့စိတ်ထဲမှာတော့တောင်းမှပေးတဲ့ဖះကဘာများကောင်းလို့လဲသူစီကဘာမှတောင်းနေစရာလည်းမလိုဘူးငါစီကအရာအားလုံးကိုလူယူသွားပြီးမှတော့တောင်းလေသူကဘလို့လုပ်ပြီးပြန်ပေးနိုင်မှလဲလို့စိတ်ထဲကတော့ဖះသခင်ကိုအပြစ်တွေတင်နေတတ်တဲ့သူတယောက်လည်းဖြစ်ပါတယ်ဒါမှတယောက်အိယာကနိုးလာတိုင်းသူကရက်ွက်ထိတ်ကအီတလီမုတ်လောက်ရောက်နေတက်ကြီးလင်မယားအဖိုးကိုဖွားကိုဆိုင်မှာစလိတ်တပူအီတလီမုတ်နှစ်ခုကိုဝယ်ယူလေးရှိပြီးတရက်ွက်ထဲသားဖြစ်တဲ့ဒါမှကိုအဖွားကိုကအမြဲတမ်းအီတလီမုတ်တစ်ခုကိုပို့ပေးလေးရှိပါတယ်ဒါမှကအီတလီမုတ်ဝယ်ယူတိုင်းနှစ်ခုပဲပေးပါလို့ပြောတိုင်းလေအဖွားကိုကပြုံးပြီးဒါမှကိုမုတ်တစ်ခုကိုပို့ပေးလေးရှိပါတယ်ဒါကိုလည်းဒါမှကအိမ်ပြန်ရောက်ရင်အီတလီမုတ်နှစ်ခုကိုသာစားတော့ပြီးပို့တဲ့တစ်ခုကိုနနက်အလုပ်သွားတိုင်းအိမ်ရှိနာကအမိုက်ပုံးမှာပြစ်ခဲ့မြဲပဲဖြစ်ပါတယ်ဒါဟာဒါမှတို့အမိုက်ပုံးကြီးထဲမှာပုံးခိုနေတဲ့ခွေးငယ်လေးအတွက်ကတော့နနက်တိုင်းအီတလီမုတ်တစ်ခုကသူ့အတွက် breakfast ဖြစ်နေခဲ့ပါတယ်တညာမိုးတွေတဲထန်စွာရွာသွန်းနေခဲ့ပြီးမိုးတွေကလည်းချိန်နေခဲ့တာကြောင့်အိပ်ပျော်နေတဲ့ဒါမှအိမ်မက်ဆိုးတွေနဲ့နိုးထလာခဲ့ပြန်ပြီအိမ်ရှိတကားနာကအတန်တန်ကိုကြားလိုက်ရတာကြောင့်တကားကိုဖွင့်ကြည့်လိုက်တဲ့အခါတကူလုံးမိုးရည်တွေနဲ့ဆူရွှဲပြီးတုံရင်နေတဲ့ခွေးငယ်လေးဟာဒါမှရဲ့အိမ်ထဲကိုဝင်နေဖို့တနာစွဲအကူအညီတောင်းနေခဲ့ပေမဲ့ဒါမှကတော့ရက်ဆက်စွာနဲ့မောင်းထုတ်ခဲ့ပါတယ်ဒါကြောင့်ခွေးငယ်လေးဟာရွာသွန်းနေတဲ့မိုးရည်တွေအောက်မှာပဲအကာအကွယ်မဲ့စွာအမိုက်ပုံးကြီးနားမှာပဲနေခဲ့ရရှာပါတယ်ဒါပေမဲ့ခွေးငယ်လေးဟာဒါမှရဲ့အိမ်ရှိကအမိုက်ပုံးကြီးနားကတော့ထွက်ခွာမသွားခဲ့ပါဘူးဘာလို့လဲဆိုတော့အမိုက်ပုံးကြီးတဲ့ကိုမနက်တိုင်းဒါမှပြစ်နေတဲ့အီတလီမုတ်လေးကပဲသူ့ရဲ့တနေ့တာစားလောင်မှုတွေကိုတရင်ကပြေပြောက်စေခဲ့တာပဲမဟုတ်ပါလားတလှုပ်စားဘူးသူ့ကျေးဇူးဆိုတဲ့အတိုင်းခွေးငယ်လေးကတရိတ်ဆန်ဆိုပေမဲ့သူ့ကိုနှိတိုင်းဗိုက်ပြေစေခဲ့တဲ့အီတလီမုတ်လေးရဲ့သခင်ဒါမှကိုခင်တွယ်နေခဲ့တာလေဖြစ်ပါတယ်ဒါမှတယောက်အပြင်ထွက်တိုင်းတနာစရာခွေးငယ်လေးကအနောက်ကနေတခေါက်ခေါက်လိုက်နေလေးရှိပြီးတရက်မှတော့ဒါကိုဒါမှကရိတ်စားမိသွားခဲ့ပါတယ်ဒီခွေးလေးကသူ့နောက်ကိုဘာကြောင့်တခေါက်ခေါက်လိုက်နေခဲ့ရတာလဲသူစဉ်းစားမရဖြစ်နေခဲ့တဲ့အချိန်မှာပဲဆိုင်ကယ်တစ်စီးလဲကျသွားတဲ့အတန်နဲ့တူခွေးငယ်လေးရဲ့နားကျင်စွာအော်ဟစ်လိုက်တဲ့အတန်ကြောင့်ဒါမှတယောက်လှည့်ကြည့်လိုက်တဲ့အခါမှာတော့ဆိုင်ကယ်တစ်စီးနဲ့လူတစ်ယောက်ကလဲကျနေခဲ့သလိုခွေးငယ်လေးကလည်းလမ်းမရဲ့အလဲမှာသွေးလိမ့်လိမ့်နဲ့မလုံနိုင်ခဲ့ပဲငြိမ်သက်နေခဲ့ရပါတယ်ရက်ွက်ထဲကလူချို့ကဆိုင်ကယ်နဲ့လဲနေတဲ့သူကိုသာဖေးမကူညီခဲ့ကြပြီးခွေးငယ်လေးကိုတော့ဘသူကမှအရေးတူမလုပ်ခဲ့ကြပါဘူးစီပင်ကားလိုက်ရင်တဲသွားလိမ့်မယ်လို့ပဲပေါ့ပေါ့တန်တန်ပြောဆိုနေခဲ့တာကြောင့်ဒါမှပထမဆုံးချိန်စိတ်ထဲမှာတစုံတရာကိုခံစားနေခဲ့ရပါတယ်သူတို့ရက်ွက်ထဲကလူတွေထဲမှာကလေးမလေးတယောက်ကတော့ခွေးလေးကိုတနာနေခဲ့ပြီးစိတ်မကောင်းစွာနဲ့ကြည့်နေခဲ့စင်မှာပဲဒါမှကထူးထူးဆန်းဆန်းလဲကျနေတဲ့ခွေးလေးကိုကောက်ချီကဆိုင်ကယ်နဲ့အတူတရိတ်ဆန်စေးကူကန်တစ်ခုကိုခေါ်ဆောင်သွားခဲ့ပြီးခွေးလေးကိုစေးကူတာပေးခဲ့ပါတယ်တနာစရာခွေးငယ်လေးကိုတွေးလိုက်ရတဲ့ဒေါက်တာကူမာကဒါမှမင်းကဒီလောက်လိမ့်ပါပြီးချစ်ဖို့ကောင်းတဲ့ခွေးလေးကိုတောင်ဂီယုံဆိုင်နိုင်ဘူးလားလို့ပြစ်တင်ပြောဆိုနေတဲ့အခါဒါမှကဒါကကျုပ်ကွင်းမဟုတ်ဘူးဒေါက်တာလို့ပြောဆိုလိုက်ပါတယ်ဒေါက်တာကူမာကမြုံကြည့်နိုင်ခဲ့ပဲဒါကအမျိုးကောင်းတဲ့ခွေးလို့ပြောဆိုကခွေးလေးကိုစေးထိုးပေးမယ်လုံမှာတော့တတိယလာတဲ့ခွေးလေးကစေးထိုးအက်ကိုမြင်ပြီးအရန်ကိုကြောက်ရွံ့နေခဲ့တာကြောင့်ဒေါက်တာကအရှင်ကသူ့ကိုစေးထိုးဘူးတယ်မဟုတ်လားဒါကြောင့်စေးထိုးအက်ကိုမြင်တာနဲ့ကြောက်နေရှာတာလို့ပြောဆိုခဲ့တဲ့အခါဒါမှကကျုပ်ဖနခါပြောရမလဲဒါကကျုပ်ခွေးမဟုတ်ဘူးလို့ပဲညင်းဆန်နေကြပါတယ်စေးကူပြီးလို့ဒေါက်တာကူမာကခွေးလေးတော့ဖို့3ရက်စာစေးတွေကိုပေးတဲ့အခါမှာလဲဒါမှကစေးတွေကိုရှူရန်ညင်းဆန်နေခဲ့ပြီးခွေးလေးကိုဒီစေးကမ်းမှာပဲထားခဲ့လို့ရမလားလို့မေးလိုက်တဲ့အခါဒေါက်တာကူမာကသူမှလည်းကဲတင်ထားရတဲ့တရိတ်ဆန်တွေများနေတာကြောင့်ညင်းဆန်ခဲ့ပါတယ်ဒါမှကလည်းသူခွေးမဟုတ်တဲ့အတွက်သူကလည်းတာဝန်မယူနိုင်ဘူးလို့ပြောဆိုနေခဲ့တာကြောင့်ဒေါက်တာကူမာကဒါမှလောလောဆယ်3-4ရက်လောက်တော့ခွေးလေးကိုမင်းပြန်ခေါ်သွားငါမှခွေးမွေးခြင်းနဲ့အဆက်အသွယ်တွေကရှိတယ်သူတို့တွေကတယောက်ယောက်နဲ့မင်းကိုချိတ်ဆက်ပေးမယ်လို့ဖြောင်းဖြခဲ့ပါတယ်ဒဏ်ရာနဲ့ခွေးလေးကတော့ဒါမှကိုအားကိုးတကြီးနဲ့ကြည်နေခဲ့တာကြောင့်ဒါမှခွေးလေးရဲ့တနာစွဲကြည်တွေကိုရှောင်လွဲနေခဲ့ရပါတယ်နောက်ဆုံးမှာတော့ဒေါက်တာကူမာပြောတဲ့အတိုင်း3-4ရက်လောက်တော့စောင့်ရှောက်ပေးထားမယ်လို့ဒါမှကပြောဆိုပြီးခွေးလေးကိုအိမ်ကိုပြန်ခေါ်လာခဲ့ပါတယ်ဒါပေမဲ့ဒါမှတို့ရက်ကွက်ကတရိတ်ဆန်တွေကိုခွင့်မပြုတဲ့ရက်ကွက်ဖြစ်နေတာကြောင့်ဒါမှကခွေးငယ်လေးကိုဖတ်ပြီးယူဆောင်လာခဲ့တဲ့အချိန်မှာပဲခွေးလေးကိုစိတ်ပူစွာနဲ့စောင့်နေခဲ့တဲ့ကလေးမလေးကဒါမှရဲ့ပြန်လာကိုစောင့်မျှော်နေခဲ့ပြီးဒါမှကခွေးလေးကိုဖွက်ခေါ်လာတာကိုတွေ့တဲ့အခါသူမကအရန်ကိုပျော်ရွှင်သွားခဲ့ရပြီးဒါမှပြုံပြုံကြီးစိုက်ကြည့်နေခဲ့တာကြောင့်ဒါမှကဘသူ့ကိုမှမပြောရဘူးတော့လို့ကလေးမလေးကိုအမူအရာတွေနဲ့လှုပ်ပြနေခဲ့ရပါတယ်
ခွေးငယ်လေးကတော့သူ့ကိုစောင့်ရှောက်မဲ့သခင်ရပြီလို့ထင်တယ်ပျော်ရွှင်နေခဲ့ပြီးမြူးတူးနေခဲ့ပါတော့တယ်အရှင်ကလေးကရှုပ်ရှုပ်ပွေပွေနေခဲ့တဲ့ဒါမာရဲ့အိမ်ကခွေးငယ်လေးရောက်ရှိလာတဲ့အချိန်မှာတော့ပို့ပြီးတော့ဖြောင်းဆန်နေခဲ့ပါတော့တယ်အရှင်ကလေးကတယောက်တည်းလွတ်လပ်စွာနေခဲ့တဲ့ဒါမာညာဘက်တွေမှာလည်းခွေးငယ်လေးကြောင့်အေးရေးတွေပြက်အလုတ်ထဲမှာလည်းငိုင်းနေချာလဘက်ရမ်းနေခဲ့တာကြောင့်စိတ်တွေညစ်နေခဲ့ရရှာပါတယ်ဒါကြောင့်ဒါမာကတမနက်မှာတော့ခွေးငယ်လေးကိုပန်းကြံတစ်ခုထဲမှာကြောင်းနေရင်လွတ်ထားခဲ့ကအိမ်ကိုတိတ်ဆိတ်ပြန်လာခဲ့ပြီးခွေးငယ်လေးရဲ့ဒုက္ခကကင်းပြီဆိုပြီးပျော်ရွှင်နေခဲ့ချိန်မှာပဲရက်ကွက်ထဲကကလေးမလေးကခွေးငယ်လေးကိုပန်းကြံထဲကပြန်ခေါ်လာခဲ့ပြီးဒါမာကိုပြန်လာပေးခဲ့တာကြောင့်ဒါမာတယောက်စိတ်ဆိုးရခဲ့ဒေါသထွက်ရခဲ့ဖြစ်နေခဲ့ရပြန်ပါတယ်ဒါမာတယောက်ခွေးငယ်လေးအတွက်စိတ်ညစ်နေခဲ့ရပေမဲ့ခွေးငယ်လေးကတော့သူ့ရဲ့သခင်အစ်ပေါ်တန်ရောစင်တွေပိုနေခဲ့ပြီလေဖြစ်ပါတယ်ဒါကြောင့်ဒါမာကခွေးငယ်လေးကိုဝေးမဲ့သူမြ мян တွေ့နိုင်မှုဒေါက်တာကူးမနဲ့ဆက်သွယ်ခဲ့ပြန်ပါတယ်အိမ်လေးထဲမှာတော့ခွေးငယ်လေးနဲ့ဒါမာတို့ဟာမတဲ့အတူနေဆိုသလိုတစ်ချက်ချက်နဲ့ရန်ဖြစ်နေခဲ့ချိန်မှာပဲခွေးငယ်လေးကိုမွေးမဲ့လူတွေကရောက်ရှိလာခဲ့တာကြောင့်တိမ်လုံးရှုပ်ပွားနေတာကိုတွေးလိုက်ရတဲ့ခွေးမွေးမဲ့သူတွေကအခြေအနေတွေကိုကြည့်ပြီးပြန်သွားခဲ့ကြပါတယ်တစ်ချိန်တည်းမှာပဲရက်ကွက်ထဲကလူချို့ကလည်းဒါမာရဲ့အိမ်ထဲမှာခွေးမွေးထားတဲ့ဆိုတာကိုသိရှိသွားခဲ့ကြတာကြောင့်ငါတို့ရက်ကွက်ကတရိษံတွေမဝင်ရဘူးလို့သတ်မှတ်ထားတာမင်းကဘာလို့မွေးထားရတာလဲလို့ဝိုင်းဝန်းပြစ်တင်နေခဲ့တာကြောင့်ဒါမာကစိတ်ညစ်ညစ်နဲ့ကျုပ်အိမ်မှာကျုပ်ဝေးတာခမရတို့နဲ့ဘာဆိုင်လဲလို့စိတ်ညစ်ညစ်နဲ့ပြဿနာရှာခဲ့တာကြောင့်ရက်ကွက်ထဲကလူတွေကလည်းအရှင်ကလေးကရုံချောက်ကြီးဖြစ်နေခဲ့ရတဲ့ဒါမာကိုမပြောရတော့ပဲပြန်သွားခဲ့ကြပါတယ်တရက်မှာတော့ဒေါက်တာကူးမကမင်းခွေးကိုမွေးစားမဲ့သူမြ мян တွေ့ချင်ရင်တော့ခွေးလိုင်စင်လေးလှုပ်ထားပါလားလို့အကြံပြုခဲ့တာကြောင့်ဒါမာကခွေးငယ်လေးအတွက်လိုင်စင်သွားလုပ်တဲ့အခါတရိษံထိမ့်သိမ့်ဆောက်ရှောက်ရေးအဖွဲ့ကမိန်းချောလေးဒီဗီကာနဲ့တွေ့ဆုံခဲ့ကြပါတယ်ဒီဗီကာကရှင်ခွေးရဲ့နာမည်ကဘာလဲလို့မေးတဲ့အခါဒါမာကနာမည်မရှိကြောင်းနဲ့ချစ်ကန်ကန်တွေပြောဆိုနေခဲ့တာကြောင့်ဒီဗီကာကစက်မေးတော့ပဲခွေးငယ်လေးအတွက်လိုင်စင်နံပါတ်ကိုထုတ်ပေးခဲ့ပြီးရှင်ခွေးကိုဘာကျွေးလဲလို့မေးတဲ့အခါဒါမာကအီတလီမဟုတ်ပဲကျွေးတယ်လို့ပြောဆိုခဲ့တာကြောင့်ဒီဗီကာကခွေးမွေးတယ်ဆိုရင်ခွေးတွေစားတဲ့အစားအစာပဲကျွေးရတယ်ရှင်ကျွေးချင်တာကျွေးလို့မရဘူးလို့ပြောဆိုခဲ့ပါတယ်ဒါမှခွေးလေးအတွက်လိုင်စင်လုံးနေစင်မှာပဲခွေးမွေးတဲ့သူတွေကသူတို့ရဲ့ခွေးလေးကိုသားသမီးတယောက်လိုကျင်ကျင်နာနာပဲဆက်ဆံနေခဲ့ကြတာကိုတွေ့ရှိလာရတာကြောင့်ဒါမှတယောက်တန်တော်တွေဖြစ်နေခဲ့ရပါတယ်တရက်မှာတော့ဒီဗီကာကဒါမှရဲ့အိမ်ကိုရောက်ရှိလာခဲ့ပြီးရှင်ခွေးကိုတေးချမဆောင်ရှောက်ဘူးလို့ပြောလို့လာစစ်ဆေးတာလို့ပြောဆိုက secret တွေတောင်းနေတဲ့ဒါမှကိုလည်းရှင် secret တွေတောင်းရင်ခွေးမှာအန္တရာယ်ဖြစ်နိုင်တယ်သတိထားပါလို့ပြောဆိုသတိပေးသွားခဲ့ပါတယ်ဒါမှခွေးလေးကိုပြုစုဆောင်ရှောက်ထားခဲ့စမှာပဲခွေးငယ်လေးကအတော့ကိုကြီးပြင်းလာခဲ့ပြီးအရန်လဲတိတက်လာခဲ့ပါတယ်တရက် channel မှာဟောင်းနေတဲ့ခွေးလေးကိုဒါမှကဒေါသတကြီးနဲ့အော်ဟစ်ပြောဆိုနေရင်ကအားနေပြီးမိလဲကျသွားတယ်ခါခွေးလေးကသူ့ရဲ့ရှင်ဘက်ကိုလက်ကလေးနဲ့ဖိပြီးသခင်ဖြစ်တဲ့ဒါမှကိုလှုပ်ရမ်းနှိုးနေခဲ့ရရှာပါတယ်အဲ့နောက်အိမ်နီးချင်းတွေကဒါမှကိုစေးရုံကားနဲ့နီးစပ်ရာစေးရုံတစ်ခုကိုပို့ဆောင်ပေးတဲ့အခါမှာလေခွေးလေးကသခင်ဖြစ်သူဒါမှတို့စိုးရိမ်တကြီးနဲ့လမ်းတစ်ချောင်းစေးရုံကားနောက်ကိုအမောတကောနဲ့ပြေးလိုက်လာခဲ့ရှာပါတယ်စေးရုံကိုရောက်တဲ့အခါမှာလေစေးရုံဆောင်တွေကတားဆီးနေတဲ့ကြားကပဲသခင်ဖြစ်သူဒါမှစေးကူးသားတဲ့နေရာကိုအပြေးကလေးတွားရောက်ခဲ့ပြီးဒါမှအတွက်သူဘလောက်စိုးရိမ်နေခဲ့ရတယ်ဆိုတာကိုအမှုရာတွေနဲ့ပြောပြနေခဲ့တဲ့အခါဘဝမှာဂယူးဆိုင်မဲ့သူမရှိပဲတယောက်တည်းဖြတ်တန်းလာခဲ့ရတဲ့ဒါမှရင်ထဲမှာတခုခုကိုခန်းစားနားလည်လာခဲ့ပါတယ်ခွေးလေးက TV အစီအစဉ်တွေကိုကြိုက်နှစ်သက်ပြီးရေခဲတွေဖုံးလွှမ်းနေတဲ့နင်းတောင်လိုအရာမျိုးကိုတွေ့ရတဲ့အခါအရန်ကိုမြူးတူးနေတတ်တာကိုသတိထားမိတဲ့ဒါမှတရက်မှာတော့စိတ်ကောင်းဝင်လာခဲ့ပြီးခွေးလေးကိုကျွေးဖို့ရေခဲမုတ်ဆိုင်ကရေခဲမုတ်အချို့ကိုဝယ်လာခဲ့ပြီးအိမ်ကိုပြန်လာခဲ့စင်မှာပဲဒေါက်တာကူးမနဲ့လူအချို့ကရောက်လာခဲ့ကခွေးအတွက်မင်းရဲ့စိတ်တော်ကတွေရောက်နေရတယ်မဟုတ်လားအခုတော့မင်းကစိတ်ရေးရတော့မယ်ခွေးလေးကိုမွေးကျင်တဲ့သူတွေကိုငါခေါ်လာခဲ့ပြီလို့ပြောဆိုကမိသားစုတစုကိုဒါမှရဲ့အိမ်ကိုခေါ်ဆောင်လာခဲ့ပါတယ်အဆိုပါမိသားစုကခွေးလေးကိုမြင်တဲ့အခါသဘောကျချစ်ခင်သွားခဲ့ပြီးမွေးစားဖို့ပြောတဲ့အခါခွေးလေးကဂရင်အောက်မှာပုံနေခဲ့ကဒါမှကိုတနာဆွဲအကြည့်တွေနဲ့စိုက်ကြည့်နေကသခင်ရဲ့ဒီမှာပဲနေချင်တယ်လို့တနာခံနေတဲ့လားငြိမ်သက်နေခဲ့ပါတယ်မွေးစားမဲ့သူတွေကသူ့ကိုခေါ်ဆောင်သွားတဲ့အခါမှာလေခွေးလေးကဒါမှကိုသာမျက်လုံးရွဲကြီးတွေနဲ့စိုက်ကြည့်နေခဲ့ပြီးရုံးကန်ကမလိုက်ချင်ပဲလိုက်သွားခဲ့ရပါတော့တယ်တကယ်တမ်းပေးလိုက်ရတဲ့အခါမှာကျတော့ဒါမှတယောက်အမျိုးမီမသိတဲ့ဝေဒနာတစ်ခုကိုခံစားနေခဲ့ရပါတယ်ခွေးလေးအတွက်ဝယ်လာခဲ့တဲ့ရေခဲမုတ်တွေကလည်းအရှိတွေပျော်နေခဲ့ပါပြီညာဘက်တွေမှာလည်းခွေးလေးရဲ့အတန်ကိုသူမကြားရတော့ပါဘူးအရှင်လိုလည်းရှုပ်ပွားနေအောင်လုံးမဲ့သူမရှိတော့ဘူးခွေးလေးမရှိရင်သူနှစ်ချက်ချိုင်အိပ်ပျော်မယ်စိတ်ချမ်းသာသွားမယ်လို့သူကထင်လာခဲ့တာအခုတော့သူကဘာကြောင့်အိပ်မပျော်ခဲ့တာလဲမနေ့အိပ်ရနိုးတော့အီတလီမုတ်လေတောင်းစားမဲ့သူမရှိတော့ဘူးအလုပ်ထဲမှာလည်းဒါမှလူလူနေရင်ကပဲဒေါသတွေထွက်နေခဲ့ပါတယ်
ဘာကြောင့်လဲဒါမာရဲ့စိတ်တွေကလေးလံနေကြပါတယ်အဆိုပါအချိန်မှာပဲရက်ွက်တဲ့ကကလေးမလေးအာတီရီကာကခွေးလေးနဲ့ဒါမာတို့အိမ်လေးတစ်လုံးမှာထိုင်နေတဲ့ပုံလေးကိုဆွဲပြီးသူ့ကိုလာပေးခဲ့တဲ့အခါပကြီးပုံလေးကိုကြည့်ပြီးဒါမာတယောက်ငိုင်းတွေးနေခဲ့ရပြန်ပါတယ်အဆိုပါအချိန်မှာပဲဒေါက်တာကူးမကဒါမှမင်းခွေးရဲ့လိုင်းစင်ငါ့ကိုလာမပေးရသေးဘူးနော်ဒါပေမဲ့စိတ်ပူပါနဲ့ပိုင်ရှင်အစ်စ်တွေကသူတို့ဘာသာလှုပ်လိုက်မယ်လို့ပြောတယ်မင်းသာသူတို့ကိုအပီးပေးရကြောင်းလက်မှတ်ကိုသွားထိုးပေးလိုက်ပိုင်ရှင်အစ်စ်တွေကတော့မင်းခွေးကတော်တော်ဆိုးတယ်လို့ငါ့ကိုဖုံးဆက်ပြီးတော့ပြောနေတယ်ငါလိပ်စာပေးလိုက်မယ်မင်းသွားတွေးလိုက်အောင်လို့ပြောဆိုခဲ့တာကြောင့်ဒါမှခွေးလေးရဲ့ပိုင်ရှင်အစ်စ်တွေရဲ့အိမ်ကိုရောက်သွားတဲ့အခါမှာတော့ခွေးလေးကြောင့်တအိမ်လုံးပြောင်းဆန်ပြီးစိတ်ညစ်နေရတယ်ခွေးပိုင်ရှင်အစ်စ်တွေကိုတွေးလိုက်ပြီးခွေးလေးကဒါမှကိုတွေးတဲ့အခါဝမ်းသာအားရဟောင်းလိုက်တာကြောင့်ဒါမှဘဝမှာပထမဆုံးအားရပါရရီမောလိုက်စင်ပါပဲခွေးလေးကလည်းဒါမှကိုအားရပါရပြေးဖက်လိုက်ပါတော့တယ်အခုမှပဲဒါမှရဲ့ကဘာကြီးကအသက်ဝင်လာခဲ့သလိုခံစားနေကြရပြီသူနဲ့ခွေးလေးတို့ရဲ့ခြေလမ်းတွေဟာလည်းအရှင်လိုမဟုတ်ပဲတွက်လက်မြူးကြွနေကြပါတယ်ဘဝရဲ့လမ်းတွေကလမ်းခွေအစ်စ်တစ်ခုကိုသူရှာတွေ့ခဲ့ပြီလေဖြစ်ပါတယ်သူကလည်းတကောင်ကျွဲခွေးလေးကလည်းတကောင်ကျွဲအားမငယ်ပါနဲ့ဒီဘဝဒီခီးတဲ့ငါတို့အတူတူရှောက်လန်းကြတာပေါ့လို့ပြောဆိုရင်သူတို့စားနေကြအီတလီဆိုင်လေးကိုရောက်လာတဲ့အခါအဖွားကခွေးလေးကိုကြည့်ရင်ချစ်စရာလေးတော့သားသူ့ရဲ့နာမည်ကဘာလဲလို့မေးလိုက်တဲ့အခါမှာတော့ဒါမှတရားခွေးလေးအတွက်နာမည်လိုအပ်လာပြီဆိုတာကိုနားလည်သွားခဲ့ရပါတယ်ဒါကြောင့်ဒါမှကအိမ်ကိုပြန်ရောက်လာခဲ့ပြီတစ်ချိန်လုံးခွေးလေးရဲ့နာမည်ပေးဖို့ကိုသာစဉ်းစားနေခဲ့ပါတယ်အိမ်နောက်နေရန်ဘော်ကသူ့ရန်ကြိုက်နေတတ်တဲ့ချာလီချက်ပလင်ရဲ့ပုံကြီးကိုတွေ့လိုက်ရတဲ့အခါမှာတော့ဒါမှကရုတ်တရက်ခွေးလေးကိုချာလီလို့ခေါ်လိုက်တဲ့အခါခွေးလေးကလည်းနားလေတဲ့လားသူ့ကိုလှည့်ကြည့်နေခဲ့တာကြောင့်ဒါမှကဝမ်းသာသွားခဲ့ပြီသူ့ရဲ့ချစ်ဆုံးတငယ်ချင်းလေးချာလီဆိုပြီးနာမည်ပေးခဲ့လိုက်ပါတော့တယ်အိမ်နောက်သူကခွေးလေးရဲ့လဲတိုင်းမှာ777ချာလီတို့တစိမ့်အဝိုင်းလေးကိုဆွဲပေးခဲ့လိုက်ပါတော့တယ်အိမ်နောက်မှာတော့ဒါမှနဲ့ချာလီတို့ဟာရန်ကိုချစ်ခင်ခဲ့ကြပြီချာလီရှိတဲ့နေရာမှာဒါမှကရှိသလိုဒါမှသွားတဲ့တစ်ချောင်းမှာလည်းချာလီကလိုက်ပါလေးရှိပါတယ်ဒါမှကသူ့ရဲ့ဆိုင်ကယ်ကြီးကိုဘေးရွက်တစ်ခုတက်ပြီးဒါကတော့ချာလီထိုင်ဖို့ပဲဖြစ်ပါတယ်အဲ့နောက်ပိုင်းဒါမှရဲ့အနေထိုင်ပြုမှုတွေဟာထူးခြားစွာပြောင်းလဲလာခဲ့ပါတော့တယ်အလုပ်ထဲမှာလည်းဒါမှကပျော်ပျော်ရွှင်ရွှင်ဖြစ်လာခဲ့တာကြောင့်လုပ်ဖို့ကိုင်ဘက်တွေကဒါမှကိုကြည့်ရင်အံ့ဩနေခဲ့ကြပါတယ်တရက်ဒါမှစလိတ်တွေတောက်နေတဲ့အခါအနားမှာရှိတဲ့ချာလီကဒါမှရဲ့လက်ကိုသူ့လက်လေးနဲ့ဆွဲရင်စလိတ်တွေမတောက်ပါနဲ့လားလို့ပြောနေတယ်လားဒါမှကိုအတနာခံစိုက်ကြည့်နေကြတာကိုမြင်လိုက်ရတဲ့ဒါမှသူ့ရမ်းကြိုက်တဲ့စလိတ်ကိုဖျက်ပစ်ခဲ့တဲ့ဒီချာလီလေးပေါ်မှာတန်ရောစင်တွေတိုးလာခဲ့ရပါတယ်တရက်ဒါမှအလောက်ကပြန်တဲ့အခါအိမ်နီးနားကကလေးမလေးအာတီရီကာကဦးလေးသမီးချာလီကိုလက်ကလေးကိုလက်ဥချီသလိုလှုပ်ပြီးကျေးဇူးတင်ပါတယ်လို့ပြောနည်းကိုသင်ပေးနေတာချာလီကတကယ်နားလေတယ်လို့ပြောဆိုနေကြပါတယ်ဒါမှကသူ့ကိုဆူလိုက်ရင်လေချာလီကနားလေနေတတ်ပြီးသူ့ကိုလက်ကလေးနဲ့ပုတ်ကတောင်းပန်နေတတ်ကသူ့ကိုစိတ်မဆိုးဖို့ကိုလည်းဒါမှကိုဖက်ကအတနာခံတတ်ပါတယ်ဒီလိုနဲ့ရက်တွေကြာညောင်းခဲ့ပြီးတနေ့မှာဒါမှတရားအလုတ်သွားဖို့ပြင်ဆင်နေခဲ့တဲ့အချိန်မှာတော့ချာလီကတကားဝါမှာပိတ်ပြီးလဲလျောင်းနေခဲ့တာကြောင့်ဒါမှကငါဒီနေ့စောစောပြန်ခဲ့မယ်ညနေကျရင်မင်းတို့ surprise ရှိတယ်လို့ချာလီကိုပြောဆိုနေခဲ့ပြီးတကားဝါကနေဖဲဖို့ပြောဆိုခဲ့ပေမယ့်ချာလီလေးကငြိမ်သက်စွာလဲလျောင်းနေခဲ့တာကြောင့်ဒါမှကချာလီကိုတကားဝါကနေဆွဲဖဲပြီးညနေကျရင်ဆိုင်ကယ်ရှောင်မောင်းပေးမယ်လို့ပြောဆိုကအလုတ်ကိုထွက်သွားခဲ့ပါတယ်ချာလီလေးကထွက်ခွာသွားတဲ့သခင်ဖြစ်သူကိုလဲဆောင်ကြည့်နေရင်ကဒီနေ့တော့မသွားပါနဲ့လားသခင်ရဲ့လို့ပြောချင်နေတယ်လားဒါမှကိုကြည့်နေရင်ကအตาအရာလဲလျောင်းနေခဲ့ပါတော့တယ်ဒီနေ့တာလုပ်ငန်းကိစ္စတွေပြီးလို့အိမ်ကိုပြန်ရောက်လာခဲ့တဲ့ဒါမှဟာအိမ်ထဲမှာလဲလျောင်းနေတဲ့ချာလီကိုတွေးလာပြီးကျွေးထားတဲ့အစားတွေကိုလည်းစားမထားခဲ့တာကြောင့်စိုးရင်သွားခဲ့ပြီးမားကြည့်လိုက်တဲ့အခါမှာတော့ချာလီကအဝါရောင်ရေချို့ကိုအန်နာခဲ့တာကိုတွေးလိုက်ရတာကြောင့်စိုးရင်သွားခဲ့ပြီးဒေါက်တာကူမစီကိုခေါ်ဆောင်သွားခဲ့ကစစ်ဆေးကြည့်တဲ့အခါမှာတော့ချာလီမှာကင်ဆာရောဂါတစ်မျိုးရှိနေတဲ့ဆိုတာကိုသိရှိလိုက်ရတာကြောင့်အရန်ကိုစိုးရင်ထိတ်လန့်သွားခဲ့ပါတယ်ဒေါက်တာကူမကသူ့ရဲ့သွေးကြောထဲမှာသွေးထုံးတွေရှိနေတာငါသူ့ကိုစားတွေ့ကြတဲ့ကတန်တရားရှိနေကြတာလို့ပြောဆိုခဲ့တဲ့အခါဒါမှကကျွန်တော်ချာလီကိုကောင်းကောင်းဆောက်ရှောက်ခဲ့တာပဲဘယ်လိုလုပ်ပြီးကင်ဆာရှိနေတာလဲလို့နားမလဲဆိုတာမေးခဲ့တဲ့အခါဒေါက်တာကူမကဒါကမင်းနဲ့မဆိုင်ဘူးဒါမှငါထင်တာကတော့မျိုးရိုးဗီဇနဲ့ဆိုင်မယ်ထင်တယ်တချို့မွေးမြူရေးသမားတွေကမောင်နှမအချင်းချင်းကိုမိတ်လိုက်ပေးတတ်တယ်ဒါကိုတနည်းပြောရရင်သွေးဆက်ပေါက်ဖွားခြင်းလို့ခေါ်တယ်ဒါဟာအန်နီယများပြီမယ်တချို့မွေးမြူရေးသမားတွေကတော့ပတ်စံရဖို့အတွက်ဘာမဆိုလုပ်ကြတာပဲလို့ပြောဆိုခဲ့တဲ့အခါဒါမှကကျွန်တော်ကချာလီကိုလမ်းပေါ်မှာပဲတွေ့ခဲ့တာပဲမွေးမြူရေးသမားစီကဝယ်တာမှမဟုတ်တာလို့ပြောဆိုလိုက်ပါတယ်ဒေါက်တာကူမကမင်းတွေ့ခဲ့တာကပြောင်းနေတဲ့ခွေးတစ်ကောင်ဖြစ်နေခဲ့တယ်ဆိုရင်ရောဘယ်လိုလုပ်ပြီး
လက်ဗရာဒေါ်ခွေးမျိုးကိုလမ်းပေါ်မှာတွေ့ရမှလဲဒါမှလို့ရှင်းပြနေခဲ့ပါတယ်ဒါမှကဒေါက်တာကူမနဲ့စကားပြောနေစေးကူတဲ့ကရင်ပေါ်မှာလဲလျောင်းနေတဲ့ချာလီကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့သူ့ကိုအားငယ်နေတဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်နေခဲ့တဲ့ချာလီကိုတွေ့ရှိလာရတာကြောင့်ဒါမှတရားရင်ထဲမှာနာကျင်သွားခဲ့ရပါတယ်ဒေါက်တာကူမကဒါမှမင်းခံစားနေရမယ်ဆိုတာကိုငါသိပါတယ်ဒါမှဒါပေမဲ့လေချာလီလေးလည်းခံစားနေရတာပဲမဟုတ်လားသူ့ကိုဂယူးဆိုင်ပါလို့နှစ်သိမ့်ပြောဆိုခဲ့ပါတယ်ဒါမှကစိုးရိမ်စွာနဲ့ချာလီမှာအချိန်ဘလောက်ကြံသေးလဲလို့မေးလိုက်တဲ့အခါဒေါက်တာကူမကအဲ့ဒါတော့မပြောတတ်ဘူးသူကနောက်ဆုံးဆင့်ကိုရောက်နေတာလို့စိတ်ကောင်းစွာနဲ့ပြောပြခဲ့ပြီးဓာတုကုထုံးတစ်ခုတော့ရှိတယ်ဓာတုကုထုံးရှိတယ်ဆိုပေမဲ့ဒါကနာကျင်ပြီးတော့အသက်ရှင်နေရမှာအဲ့ထက်ဆိုင်သူနဲ့ပျော်စရာကောင်းတဲ့ဘွားလေးကိုဖန်တီးရွေးချယ်ပေးတာကပိုကောင်းပါလိမ့်မယ်ဒါမှလို့ပြောဆိုခဲ့တာကြောင့်ဒါမှချာလီလေးအတွက်ရင်ကွဲမတက်ခံစားနေခဲ့ရပါတယ်ပျော်ရွှင်မှုကနာကျင်မှုကိုကုစားပေးတယ်လို့ပြောကြတယ်ချာလီလေးကကျွန်တော်ရဲ့တဘွားလုံးစာနာကျင်ခဲ့ရမှုတွေကိုပျော်အောင်လုပ်ပေးခဲ့တယ်ဒါပေမဲ့အခုသူ့ရဲ့နာကျင်မှုတွေကိုကုစားဖို့အတွက်ကြတော့ပျော်ရွှင်မှုတွေကိုကျွန်တော်ဘယ်နာကိုသွားရှာရမှာလဲလို့တွေးတော့ရင်ဒါမှတရားစောက်တီရမရဖြစ်နေခဲ့ရပြီသူစွန့်လွတ်ထားခဲ့တဲ့စလိတ်တွေကိုလည်းစိတ်ညစ်ညစ်နဲ့ပြန်ထောက်ဖို့လုပ်နေခဲ့စမှာပဲ TV အစီအစဉ်တွေကနှင်းတောင်ကြီးတွေကနှင်းခဲတွေချာမှာပျော်ရွှင်စွာစော်ကစားနေတဲ့လူတွေကိုကြည့်ပြီးပျော်ရွှင်မြူးတူးနေတဲ့ချာလီလေးကိုတွေးလိုက်ရတဲ့ဒါမှတစုံတရာကိုနားလေသွားခဲ့ရပါတယ်သူရင်ကချာလီလေးဒါကိုကြည့်ပြီးပျော်မြူးနေခဲ့စဉ်ကချာလီကရေခဲမှုကိုကြိုက်တယ်လို့ပဲတစ်ချိန်လုံးထင်နေခဲ့တာဒါပေမဲ့ချာလီတကယ်ကြိုက်တာကနှင်းဆိုတာကိုဒါမှတယောက်သဘောပေါက်နားလေသွားခဲ့ပါတော့တယ်အဆိုပါအချိန်မှာပဲချာလီကသူ့အတွက်ဒါမှပြုတ်လုပ်ပေးထားတဲ့ဆိုင်ကယ်စီးအုပ်ထုပ်လေးကိုကိုက်ချီလာခဲ့ပြီးအတနာခံကြည်နေခဲ့တာကြောင့်ဒါမှမျက်ရည်တွေစီးကျလာခဲ့ရင်ဆုံးဖြတ်ချက်တစ်ခုကိုပိုင်နိုင်စွာချမှတ်လိုက်ပါတော့တယ်သွားရအောင်ချာလီမင်းကငါဘလို့နှုတ်ဆက်နိုင်မလဲချာလီမင်းကငါ့ရဲ့အချစ်ဆုံးလေးပဲမဟုတ်လားငါဘွားရဲ့အထီးကျန်မှုတွေကိုပျော်ရွှင်အောင်လုပ်ပေးခဲ့တဲ့သူလေငါ့ကိုချစ်ချင်းဆိုတာရဲ့အတိတ်ပဲကိုသင်ပေးခဲ့တဲ့ချာလီလေမင်းကငါရဲ့နှလုံးသားလေးတစ်ခုဖြစ်လာခဲ့တာမဟုတ်လားငါတို့ရဲ့ခီးစဉ်အသက်တွေမင်းကစကလုံးတွေကြိုပြီးရေးထားပေးခဲ့တာငါဘွားကိုအလင်းရောင်တွေပေးခဲ့ပြီးမှမင်းကအမောင်ထုကိုထွေးပိုက်ဖို့ရွေးချယ်လိုက်တာလားငါရဲ့အတိတ်နဲ့အနာဂတ်ကမင်းပါပဲချာလီသွားရအောင်ချာလီမင်းသိပ်ဆော့ခြင်းနဲ့နှင်းတွေထဲမှာမင်းရဲ့ချန်ရှိနေတဲ့ဘွားလေးရဲ့အပျော်တွေကိုငါဖြည့်ဆည်းပေးပါရစေသွားရအောင်ချာလီလို့ပြောဆိုရင်ဒါမှကသူ့ရဲ့ဆိုင်ကယ်နဲ့လိုအပ်တဲ့ပစ္စည်းတွေကိုထုတ်ပိုးလိုက်နှင်းတောင်ကြီးတွေရှိတဲ့အရက်စီကိုခီးထွက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်အာတီရီကာလေးကခီးတစ်ခုကိုထွက်တော့မယ်ဒါမှနဲ့ချာလီလေးတို့ကိုနှုတ်ဆက်နေခဲ့ဒါမှဦးလေးတို့ဘယ်တော့ပြန်လာမှလဲလို့တနာဆွဲမေးနေခဲ့တဲ့အခါဒါမှကအမြန်ဆုံးပြန်လာခဲ့မှာပေါ့သမီးရဲ့လို့ပြောဆိုခဲ့တဲ့အခါအာတီရီကာလေးကချာလီကိုရေထဲမှာအကြာကြီးပေးမစော့နဲ့နော်သူအေးပတ်လိုက်မယ်သမီးเจ้าမှာခေါင်းဝင်လှပြိုင်ပွဲလှုပ်တဲ့အမိပြန်လာခဲ့နော်အဲ့ကြရင်ချာလီကချာလီချက်ပလင်လို့ဝေးရမှာချာလီကိုတော့မပြောနဲ့နော်ဆပ်ပရိုက်လို့ကလေးပီပီပြောဆိုနေခဲ့တာကိုနားထောင်နေဒါမှတယောက်ဝမ်းနေနေကြပါအဲ့နောက်အာတီရီကာလေးကိုနှုတ်ဆက်ရင်ဒါမှနဲ့ချာလီလေးတို့ဟာဆိုင်ကယ်စီးနဲ့သူတို့ရဲ့ခီးစဉ်ကိုစတင်ခဲ့ပါတော့တယ်ဒါမှတော့သူတို့မျိုးလေးကနေထွက်ခွာလာခဲ့ပြီးလန်ကီတစ်ခုကိုရောက်နေခဲ့စင်မှာပဲဒေါက်တာကူမကဒါမှကိုဖုံးဆက်လာခဲ့ပြီးဒါမှမင်းငါစီကိုချာလီလေးကိုပထမဆုံးခေါ်လာခဲ့တော့ငါဆေးထိုးဖို့လို့တော့သူကြောက်နေခဲ့တာကိုမင်းမှတ်မိလားလို့မေးလိုက်တဲ့အခါဒါမှကသူမှတ်မိကြောင်းပြောဆိုလိုက်ပါတယ်ဒေါက်တာကူမကဒါမှကိုဗီဒီယိုဖိုင်တစ်ခုကိုဖုန်းကနေပို့ပေးခဲ့တာကြောင့်ဒါမှကကြည့်လိုက်တဲ့အခါမှာတော့လက်မှာတက်တူးပြည့်ထိုးထားတဲ့လူတစ်ယောက်ကဆေးထိုးရတစ်ချောင်းကိုကိုင်းသူ့ရဲ့ရှေ့မှာကြောက်လန့်ကြားဖြစ်နေခဲ့တဲ့ခွေးငယ်လေးတစ်ကောင်ကိုချမ်းတန်းစွာကိုင်းထွေးရင်းပြုတ်မှုနေခဲ့တာကိုတွေးရှိလိုက်ရပြီးခွေးငယ်လေးရဲ့လေပင်ကခီတန်လို့ရေးထားတဲ့တစိပ်ပြားလေးကိုတွေးလိုက်ရတဲ့ဒါမှချာလီလေးသူ့အိမ်ကိုရောက်ခါစားကပါလာတဲ့စိတ်ပြားလေးနဲ့တက်တက်တဲ့တူနေခဲ့တာကိုသိခဲ့လိုက်ရပါတော့တယ်ဗီဒီယိုတွေကခွင်းငယ်လေးရဲ့နာကျင်စွာအော်ဟစ်နေတန်ကိုကြားလိုက်ရတဲ့ဒါမှဒေါသနဲ့လက်တွေကတဆက်ဆက်တုံရင်နေခဲ့ပါတယ်အဲ့နောက်ဒါမှကခလန်းလန်းမှာစော်ကစားနေတဲ့ချာလီကိုကြည့်ရင်ခီတန်လို့អော်လိုက်တဲ့အခါမှာတော့ချာလီလေးကရုတ်တရက်သူ့ကိုလှမ်းကြည့်ပြီးကြောက်တုံးကြီးတစ်ခုရဲ့နောက်မှာကြောက်လန့်စွာပုံးခိုနေခဲ့တာကြောင့်ချာလီလေးကတစ်ချိန်ကလူမဆန်တဲ့လူတစ်ယောက်ရဲ့အနှိမ့်ဆက်ကိုခံခဲ့ရတဲ့ခွေးလေးခီတန်ဆိုတာကိုသိခဲ့လိုက်ရပါတော့တယ်အဲ့နောက်ဒါမှကဒေါက်တာကူမရဲ့အကူအညီနဲ့အဆိုပါလူရဲ့လိပ်စာကိုရရှိသွားခဲ့ပြီးအဆိုပါနေရာကိုသွားရောက်ခဲ့တဲ့အခါမှာတော့ချာလီလေးစတင်ထွက်ပြေးလာခဲ့တဲ့လူသူမနီဝေးလံခေါင်တည်တဲ့နေရာလေးတစ်ခုကခွေးလေးများစွာရှိနေခဲ့တဲ့အိမ်လေးတစ်လုံးကိုတွေ့ခဲ့လိုက်ရပါတယ်အဆိုပါအိမ်လေးနဲ့ခွေးတွေကိုမြင်လိုက်ရတဲ့ချာလီကအဆက်မပြတ်ဟောင်းရင်ကြောက်ရွံ့နေခဲ့ပါတယ်ဒါမှကအိမ်တကားကိုခောက်လိုက်တဲ့အခါသူဗီဒီယိုဖိုင်ထဲမှာမြင်လိုက်ရတဲ့တက်တူးတွေပြည့်နေလူတစ်ယောက်ကထွက်လာခဲ့ပြီးမင်းကဘာလုပ်လဲဘာလို့ချင်းလို့လဲလို့မေးလိုက်တဲ့အခါဒါမှကမင်းစီမှာ
ပေါတူးနဲ့ခေါ်ပြရှိလာလို့မေးလိုက်တဲ့အခါအဆိုပါလူကအန်အောသွားခဲ့စင်မှာပဲဒါမှကမင်းသူ့ကိုရောမှတ်မိလားလို့ချာလီလေးကိုပြလိုက်တဲ့အခါသူကစဉ်းစားနေခဲ့ချိန်မှာပဲဒါမှကခီတန်လီလို့ပြောဆိုကအဆိုပါလူကိုရုတ်တရက်တိုက်ခိုက်ပြီးမြေချင်းကိုတူကခေါင်းကိုပဲဖော်ထားပြီးအဆိုပါတက်တူးနဲ့လူကိုမြေကြီးထဲမှာမြုပ်ထားခဲ့လိုက်ပါတယ်အဲ့နောက်ဒါမှကဒေါက်တာကူမာကိုဆက်သွယ်လိုက်ပြီးဒေါက်တာကျုပ်ကတော့လှုပ်ရှားရှိတာလုပ်ပြီးကျန်တာခမည်းပဲဆက်လုပ်လိုက်တော့လို့ပြောဆိုကချာလီရဲ့သူရဲ့မြေမြုပ်ထားတဲ့လူရဲ့ကိုဆယ်ဖီဓာတ်ပုံရိုက်လိုက်ရင်ကခွေးတိုင်းမှာကန်ကောင်းတဲ့နေ့တော့ရှိတတ်ပါတယ်ဒီနေ့ကတော့ချာလီရဲ့နေပေါ်ကွာလို့ပြောဆိုရင်အဆိုပါနေရာကနေချာလီလေးနဲ့အတူထွက်ခွာသွားခဲ့ပါတော့တယ်ဒီဗီကတယောက်ဒါမာရဲ့အိမ်ကိုရောက်ရှိသွားတဲ့အခါချာလီရောဒါမာကိုပါမတွေ့တာကြောင့်နီးပတ်ဝန်းကျင်မှာစုံစမ်းနေခဲ့စမှာပဲသူမစီကိုဆက်သွယ်မှုတစ်ခုကရောက်ရှိလာခဲ့ပြီးသူမတို့အဖွဲ့ဟာဒါမာဖမ်းဆီးပေးခဲ့တဲ့ခွေးတွေအများကြီးရှိတဲ့လူအိမ်ကိုရောက်ရှိသွားခဲ့ကြပါတော့တယ်အဲ့နောက်သူမကဒါမာကိုလည်းခွေးတွေကိုနှိပ်စက်နေတဲ့လူတစ်ယောက်လိုအထင်မှားသွားခဲ့ပြီးဒါမာတို့နောက်ကိုလိုက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒါမာနဲ့ချာလီလေးကတော့သူတို့ရဲ့ခီးစဉ်လေးကိုဆက်လက်မောင်းနေခဲ့ကြပါတယ်ညဘက်တဲခုကန်ငားတဲ့အခါမှာလဲတဲခုကန်အများစုကတရိษံလက်မခံတာကြောင့်ဒါမာကမျက်မြင်ဟန်ဆောင်ပြီးအခန်းကိုငားခဲ့ကြပါသေးတယ်ခီးစဉ်တစ်ခြားလုံးမှာလဲဒါမာဟာချာလီလေးကိုပျော်ရွှင်စေခဲ့ပါတယ်ဒီလိုနဲ့တနေရာရောက်သူကစတိုးဆိုင်တစ်ခုတည်းကိုလိုအပ်တာတွေဝင်ရောက်ဝယ်ယူနေခဲ့စမှာပဲကြွက်တကောင်ကိုတွေ့လို့လိုက်ဖမ်းနေတဲ့ချာလီကြောင့်ရုပ်ရုပ်သဲသဲတွေဖြစ်ခဲ့ရပြီးချာလီကြောင့်ပဲရဲကားစီးရဲ့မှန်ကကွဲသွားခဲ့တာကြောင့်ဒါမာနဲ့ချာလီတို့ဟာအချုပ်ထဲရောက်ခဲ့ရပြန်ပါတယ်ဒါမာကငါရဲစကန်ကိုတစ်ခေါက်မှမရောက်ဘူးချာလီမင်းကငါကိုဒီခွင့်ရေးကိုပေးခဲ့တာပဲလို့ပေါ်ပါစွာပြောဆိုခင်ရဲတွေကိုတောင်းပန်ခဲ့ပေမယ့်ရဲတွေကကားမှန်မိုးကိုရော်ပေးမှလှုပ်ပေးမယ်လို့ပြောဆိုခဲ့ပါတယ်အဆိုပါအချိန်မှာပဲဒါမာတို့နောက်ကိုစုံစမ်းလိုက်လာခဲ့တဲ့ဒီဗီကာကရဲစကန်ထဲကိုရောက်ရှိလာခဲ့ပြီးပြဿနာတွေကပြေလည်သွားခဲ့ပါတယ်အဲ့နောက်ခီးစင်မှာဒီဗီကာကလည်းပါဝင်လာခဲ့ပြီးဒီဗီကာကဒါမာဟာခွေးကိုတနေရာမှာရောင်းစားဖို့ကြံစီနေတဲ့လူလို့အထင်မှားနေခဲ့ပါတယ်ဒါပေမဲ့လည်းသူမရဲ့လှုပ်ဖော်ကိုင်ဘတ်တို့ကဖုန်းဆက်လာခဲ့ပြီးခွေးတွေကိုညှဉ်းပန်းနှိပ်စက်နေတဲ့သူကိုဆုံးမပြီးဖမ်းသွားပေးတဲ့သူဟာဒါမာဆိုတာကိုသိလိုက်ရချိန်မှာတော့ဒီဗီကာတယောက်အန်အောအားနာသွားခဲ့ပါတယ်အိမ်ညာကသူတို့ဟာကွင်းပြင်ကြီးတစ်ခုမှာမီးပို့ပြီးတညတာအနားယူခဲ့ကြတဲ့အခါဒါမာကရွက်ဖြင့်တဲထိုးထားတဲ့လေးလုံးချုံတဲ့နေရာမှာချာလီနဲ့အတူတွားဖို့ဒီဗီကာကိုပြောဆိုပြီးသူကတော့ရွက်ဖြင့်တဲရဲ့အပြင်မှာပဲအခင်းလေးနဲ့အိတ်နေခဲ့ပါတယ်ရွက်ဖြင့်တဲတဲ့ကိုဒီဗီကာကဝင်ရောက်လာခဲ့ပြီးအိတ်လိုက်တဲ့အခါချာလီလေးကဒါမာကိုကြည့်လိုက်ရင်တဲတဲ့ကနေထွက်ခွာသွားခဲ့ပြီးဒါမာရဲ့အနားမှာပဲတွားရောက်အိတ်နေခဲ့တာကိုမြင်လိုက်ရတဲ့ဒီဗီကာဒါမာနဲ့ချာလီလေးတို့ရဲ့တန်ရောစင်အတိမ်နဲ့ကိုအန်အောနေမိခဲ့ပါတယ်လန်ခီတနေရာရောက်မှာတော့လေဒီနဲ့ဂလိုက်တာကိုပေါင်းဆက်ပြီးကောင်းကင်ရဲ့ရတာကိုခန်းစားလို့ရမယ့်ဟာတစ်ခုကိုမြင်လိုက်ရတဲ့ချာလီဟာလေဒီတွေစီးနေတာကိုတွေးလိုက်ရပြီးမြူးတူးနေခဲ့တာကြောင့်အမြင်ကြောက်တတ်တဲ့ဒါမာချာလီလေးပျော်ရွှင်စေဖို့လေဒီကိုစီးခဲ့ရပါတယ်ဒါမာအစမှာအမြင့်ကိုကြောက်နေခဲ့ပေမဲ့လေတဲကိုရောက်ရှိသွားခဲ့ချိန်မှာတော့ချာလီလိုဝမ်းသာအားရအော်ဟစ်လိုက်ပါတော့တယ်ဒီလိုနဲ့ခီးတွေဆက်ခဲ့ကြပြီးတညမှာတော့ချာလီလေးကဒါမာရဲ့နဘေးမှာပက်လက်လေးလဲလျောင်းနေခဲ့တာကိုကြည့်ရင်ဒီဗီကာကရှင်ကိုချာလီကတိတ်ချစ်တာပဲဘာလို့လဲဆိုတော့သူတို့လေးတွေကသူတို့လုံုံတယ်လို့ခံစားရခြင်းရဲ့တစုံတယောက်ကိုတန်ရောစင်တွန်းနေခြင်းရဲ့မှာပဲဒီလိုမျိုးအိတ်တက်ကြတာလို့ရှင်းပြပြောဆိုနေကြပါတယ်ဒီနေ့ဒါမှဆိုင်ကယ်စီဖြစ်နေတော့ချာလီကသူ့ကိုဝတ်ထားပေးတယ်ကိုတိုင်းချိုးကိုကိုက်ဖယ်ဖို့စူးစမ်းနေကြတာကြောင့်ဒါမှကကိုတိုင်းချိုးကိုဖြုတ်လိုက်ရမှာတော့ချာလီရဲ့အမွှေးတွေကကျွတ်နေပြီးအနာလေးတွေဖြစ်နေကြတာကိုမြင်လိုက်ရတဲ့ဒါမှအရန်ကိုစိတ်ထိခိုက်သွားခဲ့ပါတယ်ဒါကြောင့်သူကအနီးပါးကမုတ်ဆိုင်လေးကစလိတ်တလိတ်ကိုဝယ်ယူကဖွာရှိုက်မလို့ပြုတ်လုံနေခဲ့စမှာပဲသူကိုဝမ်းနေစွာကြည့်နေခဲ့တဲ့ချာလီလေးကိုတွေးရှိလာရတာကြောင့်ဒါမှကစလိတ်ကိုလွှတ်ပစ်လိုက်ရင်ချာလီလေးကိုလာခဲ့ဖို့ခေါ်လိုက်တဲ့အခါချာလီလေးကဒါမာစီကိုရှောက်လန်းလာခဲ့ပြီးသူတို့နှစ်ဦးသာပွေဖက်လိုက်ကြပါတော့တယ်တကယ်တော့ချာလီလေးကလည်းသူ့ရဲ့အခြေအနေကိုသိနေခဲ့ပြီလေဖြစ်ပါတယ်သူတို့ဆိုင်ကလေးမျိုးငယ်လေးတစ်ခုကိုရောက်တထောင်နားခဲ့ကြစင်မှာပဲဒီဗီကာရဲ့တငယ်ချင်းကာရှန်နဲ့အဖော်ချိုရောက်ရှိလာခဲ့ပြီးသူတို့ကအပြည်ပြည်ဆိုင်ရာခီးသွွားမဂဇင်းမှာအလုံးလုံးနေသူများဖြစ်ကြောင်းနဲ့ဒီဗီကာရဲ့သတင်းပေးမှုကြောင့်ဒါမှနဲ့ချာလီလေးတို့ရဲ့စိတ်ဝင်စားစရာတန်ရောစင်လေးအကြောင်းကိုမဂဇင်းမျက်နှာဖုံးတင်ဖို့အကြောင်းအရာအချို့ကိုလာရောက်မေးမြန်းခဲ့ကြတာလည်းဖြစ်ပါတယ်။အဲဒီနောက်သူတို့ကဒါမှနဲ့ချာလီတို့ရဲ့အကြောင်းလေးတွေကိုမေးမြန်းမှတ်တမ်းတင်ခဲ့ပြီးဒီဗီကာနဲ့အတူနှုတ်ဆက်ထွက်ခွာသွားခဲ့ကြပါတယ်။ဒီဗီကာကသူတို့နဲ့လမ်းခွဲသွားခဲ့လို့ဒါမှကစိတ်မကောင်းဖြစ်နေကြတာကြောင့်ချာလီလေးကသူ့ကိုနှစ်သိမ့်ပေးခဲ့ရပါတယ်။ဒီလိုနဲ့သူတို့ကခီးဆက်ရင်လမ်းမှာဆိုင်ကယ်စီကပြတ်သွားခဲ့တာကြောင့်လမ်းပေါ်ကကားချို့ကိုအကူအညီတောင်းခဲ့ကြရမှာလူတစ်ယောက်ကခွေးနဲ့ကြီးတစ်ကောင်နဲ့အတူကားကိုသူတို့ရှိရာကိုပြန်ကွေလာခဲ့ပြီးဒါမှနဲ့ချာလီလေးတို့ကိုသူ့ရဲ့အိမ်မှာတဲခိုဖို့ဖိတ်ခေါ်ခဲ့ပါတယ်
သူ့နာမည်ကဗန်စီလို့ခေါ်ပြီးသူမှလည်းချာလီလို့ခွေးနဲ့ကြီးတစ်ကောင်ရှိပြီးသူ့နာမည်ကတော့ခရူပါပဲဖြစ်ပါတယ်ဗန်စီကဒါမာတို့ကိုသူ့ရဲ့အိမ်မှာလိုလေသေးမရှိဧကန်ခဲ့ပြီးဗန်စီကပျော်ပျော်နေတတ်သူတယောက်လည်းဖြစ်ပါတယ်ဗန်စီရဲ့အိမ်တွင်းမှာတော့စုစိတ်တွေအများကြီးရထားမှုတဲ့ခွေးကြီးခရူပါရဲ့ဓာတ်ပုံတွေကိုအိန္ဒိယအပြေးတွေ့ရှိခဲ့ရတာကြောင့်ဒါမှလည်းအံ့ဩနေခဲ့ပါတယ်ဒီလိုနဲ့နှစ်ဦးသားညစာစားတဲ့အခါဗန်စီကမင်းချေရတဲ့သူတွေထွက်ခွာသွားခဲ့တဲ့အခါနာကျင်ရတယ်တဲ့ဟုတ်လားခရူပါလို့သူ့ရဲ့ခွေးကြီးကိုမေးပြီးပွတ်တက်နေခဲ့တာကြောင့်ဒါမှကခမားစနီရောလို့မေးတဲ့အခါဗန်စီကသူ့နာမည်ကရာနီလို့ခေါ်တယ်ငါတို့ကမြင်မြင်ချင်းပဲချစ်ခဲ့ကြတဲ့ချစ်သူတွေပေါ့နှစ်ဖက်စလုံးကသဘောမတူလို့ငါတို့ခိုးပြေးလာခဲ့ကြပြီဒီနေရာမှာပဲအခြေချခဲ့ကြတာအစားကတော့ငါတို့တိတ်ပျော်ခဲ့ကြတာဒါပေမဲ့ငါကခလီးရမယ်ကံမပါလာခဲ့ဘူးငါမှအားနေချက်ဖြစ်နေခဲ့တယ်အဲ့ဒီချိန်မှာငါကစိတ်တက်တွေကြာသွားခဲ့တာတရက်မှာတော့ငါမိမကငါ့ကိုအန်ဩစရာလက်ဆောင်တစ်ခုကိုပေးခဲ့တယ်ဒီကောင်ကြီးငါသားကြီးခရူပါပဲပေါ့နောက်တစ်ချိန်မှာလဲငါစနီးကငါ့ကိုနောက်ထပ် surprise ကြီးထပ်ပေးခဲ့ပြန်တယ်စပွဲပေါ်မှာစားတစ်ဆောင်ကိုထားခဲ့တယ်သူမခိုးရလိုက်သွားခဲ့ပြီလေငါသူ့ကိုခွင့်လွှတ်ပါတယ်သူဒီလောက်အချာကြီးငါတို့ယူသားဖကိုတီးခံပေးခဲ့တာသူမကငါ့ကိုထားခဲ့တယ်လို့အကွဲစွာရီမောလိုက်ရင်ကခွေးကြီးခရူပါသားမင်းကတော့အဖေကိုမထားခဲ့ဘူးမဟုတ်လားလို့မေးလိုက်ရင်ဗန်စီတယောက်ရီမောနေခဲ့ပြန်ပါတယ်ဒါမှဗန်စီရဲ့အကြောင်းကိုကြားလိုက်ရတဲ့အခါစိတ်မကောင်းဖြစ်သွားခဲ့ရပြီချာလီလေးကလည်းခရူပါကိုတနာတဲ့အကြည့်တွေနဲ့ကြည့်နေခဲ့ပါတော့တယ်ဒါမှကဗန်စီရဲ့လေတော်အိမ်လေးမှာရန်နှဲငယ်ချနေခဲ့သလိုချာလီလေးကလည်းခွေးကြီးခရူပါနဲ့အတူပျော်ရွှင်နေခဲ့ပါတယ်ဒါပေမဲ့လည်းတည်းချာလီရဲ့ကိုပေါ်ကအနာချို့ကိုတွေးလိုက်ရတာကြောင့်ဒါမှချာလီရဲ့နှင်းတောင်ခီးစဉ်ကိုဆက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒါမှကဗန်စီကိုနှုတ်ဆက်ပြီးခီးဆက်ဖို့လုပ်တဲ့ကဗန်စီကနောက်တစ်ပတ်လူဒီယာနာမှာကျင်းပမယ်ခွေးပြိုင်ပွဲအတွက်ဝင်ခွေးကပ်ပြားတစ်ခုကိုပေးလိုက်ရင်ငါနဲ့ခရူပါကတော့ဒီတစ်ချိန်မပြိုင်ဖြစ်တော့ဘူးမင်းချိန်ရရင်သွားကြည့်လိုက်ပါလို့ပြောဆိုခဲ့တာကြောင့်ဒါမှကအဆူပါနေရာကိုသွားရောက်ဖို့ဆုံးဖြတ်ခဲ့ပြီးဗန်စီကိုနှုတ်ဆက်ခဲ့တဲ့အခါချာလီကခွေးနဲ့ကြီးခရူပါကိုကြည့်ရင်ဝမ်းနေနေခဲ့ပါတယ်ဒါမှနဲ့ချာလီလေးတို့ဟာခွေးပြိုင်ပွဲကိုသွားရောက်ကြည့်ရှုခဲ့ကြပြီးပြိုင်ပွဲဝင်ခွေးတွေကသူ့မတူအောင်စွမ်းဆောင်ပြိုင်သူတို့သခင်တွေရဲ့လက်ခုပ်လက်ဝါးတန်တွေကြားမှာပျော်ရွှင်နေခဲ့ကြပါတယ်ပြိုင်ပွဲရဲ့ဒိုင်းပွဲထဲမှာဒီဗီကာရှိနေတာကိုဒါမှတယောက်သတိပြုမိခဲ့ပါတယ်ဒီဗီကာကလည်းဒါမှနဲ့ချာလီလေးတို့ကိုတွေ့ရှိသွားခဲ့ပြီးပြိုင်ပွဲကိုလာပြိုင်တယ်လို့ထင်သွားခဲ့ပါတယ်ဒါကြောင့်ဒိုင်းပွဲကိုချာလီရဲ့အကြောင်းကိုပြောပြခဲ့တာကြောင့်ဒိုင်းတွေကချာလီနဲ့ဒါမှကိုပြိုင်ပွဲဝင်ဖို့ပြောတဲ့အခါချာလီကကြောက်လန့်ပြီးဘာမှမလုပ်နိုင်ခဲ့တာကြောင့်ဒိုင်းလူကြီးကကိုခွေးတော်မထိမ့်သိမ့်နိုင်မယ်ငါတို့ရဲ့အချိန်တွေကိုလာဖြုံးလာလားလို့ပြစ်တင်ပြောဆိုခဲ့တာကြောင့်ဒါမှကဆရာကျွန်တော်တို့ဒီကိုလာတာပြိုင်ပွဲဝင်ဖို့မဟုတ်ပါဘူးလို့ရှင်းပြခဲ့ပေမဲ့အမှတ်ပေးဒိုင်းလူကြီးကမင်းခုရက်နေတဲ့နေရာကပြိုင်ပွဲထဲမှာလေငါရဲ့တက်တန်း73နှစ်တာအတွင်းဒါမျိုးကိုမကြုံဘူးလို့နှိမ့်ချစွာပြောဆိုနေခဲ့တဲ့အခါဒါမှမျက်နှာပြက်နေတာကိုမြင်လိုက်ရတဲ့ချာလီကဒါမှရဲ့ဘေးမှာလာရကဒိုင်းလူကြီးကိုငါသခင်ကိုမပြောနဲ့ဆိုတဲ့အလားဟောင်းနေခဲ့ပါတယ်ဒါမှကရုတ်တရက်ပါဇက်ပိတ်လိုက်ဆန်းလို့အော်ဟစ်လိုက်တဲ့အခါချာလီလေးပြင်ပွဲကြည့်ပြိတ်သက်တွေကပါထိတ်လန့်သွားခဲ့ပြီးအားလုံးကလည်းတိတ်ဆိတ်သွားခဲ့ပါတယ်ဒါမှကချာလီကစားလိုက်အိတ်လိုက်ဒါပဲလုပ်တတ်တာလားမင်းရဲ့မျက်နှာကိုထပ်မမြင်ခြင်းတော့ဘူးလို့ပြောဆိုလိုက်ပြီးလှည့်ထွက်သွားတဲ့အခါမှာတော့ချာလီလေးကနောက်ကနေလိုက်လာပြီးဒါမှကိုသူ့လက်လေးနဲ့ကုတ်ချစ်ပြီးလိုက်လံတောင်းပန်နေခဲ့ပါတယ်ဒါမှကပြိုင်ပွဲရဲ့အလယ်မှာထိုင်လိုက်တဲ့အခါချာလီလေးကဒါမှရဲ့ရင်ခွင်ထဲကိုခေါင်းတိုးပြီးတောင်းပန်နေခဲ့ပြန်ပါတယ်အဲဒီနောက်ဒါမှကစိတ်ပြက်စွာနဲ့မှိုင်းတွေထိုင်နေတဲ့ပုံစံလှုပ်လိုက်တဲ့အခါမှာလဲချာလီကဒါမှရဲ့လက်ပေါ်သူ့ရဲ့လက်လေးနှစ်ဖက်ကိုတင်လိုက်ပြီးတကယ်ပြည့်သူကိုကျေးဇူးတင်ကြောင်းနဲ့သူ့ကိုထားမသွားဘူးအမှုရာတွေကိုပြသနေခဲ့ပါတယ်အဲဒီနောက်ဒါမှကလဲချခြင်းအောင်ဆောင်လိုက်တဲ့အခါမှာလဲချာလီလေးကဒါမှရဲ့ရင်ဘက်ကိုလက်ကလေးနဲ့ဖိပြီးနှိုးနေခဲ့ရှာပါတယ်တခင်ဖြစ်သူရဲ့မျက်နှာကိုအရေးတကြီးနဲ့ကြည့်ပြီးသူ့ကိုခွင့်လွှတ်ဖို့တောင်းပန်နေခဲ့ပါတယ်ပြည်သက်တွေဟာအရှင်ကတခါမှမမြင်တွေ့ခဲ့ဘူးလေလူသားတယောက်နဲ့ခွေးလေးတစ်ကောင်တို့ရဲ့မမြင်ရတဲ့တန်ရောစင်နဲ့ချစ်ချင်းတရားတွေကိုမျက်ဝါးထင်ထင်တွေ့မြင်လိုက်ရတဲ့အခါအကြသမျှပင်မကြားရလောက်အောင်အံ့ဩပနံစိတ်ဝင်စားကြည့်ရှုနေခဲ့ကြပါတယ်တချို့မျက်ဝန်းတွေထဲမှာတော့မျက်ရည်တွေနဲ့ပေါ့အဲဒီနောက်ဒါမှကပြိုင်ပွဲဝင်ခွေးလေးတွေအမြင်ခုန်နဲ့တန်းတစ်ခုကိုယူကခွေးလေးတွေဘလို့မှမခုန်နိုင်နဲ့အမြင့်တစ်ခုကိုထားလိုက်ပြီးချာလီကိုတစ်ချက်ကြည့်လိုက်ကသူ့ရဲ့လက်တွေကိုစန့်တန်းလိုက်တဲ့အခါမှာတော့ချာလီလေးကဘလို့မှမထင်မှတ်တဲ့အရှိန်ဟုန်မျိုးနဲ့အဆိုပါတန်းကိုခုန်ပြန်ကြော်လွှားလိုက်ရင်ဒါမှရဲ့ရင်ဝင်ထဲကိုဝင်ရောက်သွားတဲ့အခါမှာတော့ဒိုင်းတွေပါဝင်ပြိုင်ပွဲကိုလာရောက်ကြတဲ့ပြိတ်သက်ကြီးတစ်ခုလုံးဟာဒါမှနဲ့ခွေးလေးချာလီတို့ကိုတောင်းတောင်းဖြတ်ဖြတ်ချီကျူးထောပနာပြုခဲ့ကြပါတော့တယ်ဒီလိုဖြစ်မျိုးကတော့ဒါမှရဲ့ဘဝမှာချာလီပေးခဲ့တဲ့ကြီးမားတဲ့အမှတ်တရကြီးဆိုတာကတော့ညင်းလို့ရမယ်မထင်ပါဘူး
အဲ့နောက်ဒါမာတို့ကခီးဆက်ခဲ့ကြပြီးခီးလန်းရှည်လာတာနဲ့အမျှဒါမာရဲ့ပတ်စံဟာလည်းနဲပါလာခဲ့ပါတယ်ဒါကြောင့်ဒါမာနဲ့ချာလီတို့ကညဘက်တွေကိုခက်ခဲစွာဖြတ်သန်းခဲ့ရပြီးစားစရာအတွက်ဒါမာကသူ့ရဲ့ဖုန်းလေးကိုရောင်းချခဲ့ရရှာပါတယ်အဲ့နောက်စီကုံလို့ထပ်မဖြစ်နိုင်တော့ပဲဆိုင်ကယ်လေးကိုလည်းရောင်းချခဲ့ပြီးသူတို့ဟာခီးသွားကားတွေနဲ့ကျုံသလိုဆက်လက်ချီတက်ခဲ့ရပါတယ်ခီးလန်းကလည်းကျန်ဝေဒနာတွေကလည်းရင့်နေခဲ့တဲ့ချာလီလေးဟာတဖြည်းဖြည်းနဲ့မောပန်းလာနေခဲ့ပါတယ်တညချာလီလေးကသွေးတွေအန်နာခဲ့တာကြောင့်ဒါမာကနီးစပ်ရာတိုင်းရင်းစည်းကမ်းတစ်ခုမှာပြသခဲ့တဲ့အခါချာလီမှာကိုဝင်ရှိနေတယ်ဆိုတာကိုသိခဲ့လိုက်ရပါတယ်ချာလီရဲ့အချိန်တွေကလည်းသိမကြံတော့ဘူးလို့စီးဆရာမကြီးကဆိုခဲ့ပါတယ်ဆေးတွေလိမ့်လာလို့အိပ်ပျော်နေတဲ့ချာလီလေးကိုကြည့်ဒါမှတယောက်ကြိတ်ပြီးငိုကြွေးနေကြရရှာပါတယ်ချာလီလေးမင်းသွားခြင်းနဲ့နှင်းတောင်ကြီးကိုရောက်ထဲတိတော့အာတင်ထားပါအောင်မင်းရဲ့ဆန္ဒတွေပြေဝစေရပါမယ်လို့ဒါမှတယောက်စိတ်ထဲကနေပြောနေမိခဲ့ပါတယ်မနက်ခင်းတစ်ခုမှတော့ဒါမှကချာလီလေးကိုကြည့်ချာလီမင်းကကိုဘလောက်ထိချစ်လဲလို့မေးကြည့်လိုက်တဲ့အခါလူစကားကိုနားလည်နေတဲ့ချာလီလေးကသူ့စီကိုတလန်းချင်းလှမ်းလာခဲ့ပြီးဒါမှကိုပွေ့ဖက်ထားလိုက်ပါတော့တယ်မျက်ရည်တွေဝဲနေခဲ့တဲ့ဒါမှကမင်းကိုလည်းသိချစ်တယ်ချာလီလို့ပြောလိုက်တဲ့အခါချာလီလေးရဲ့မျက်ဝန်းအိမ်မှာလွမ်းမောပွဲအရှိရောင်တချို့ကိုတွေ့မြင်ခဲ့ရပါတယ်တန်ရောစင်ချိုးကမမြင်ရလောက်အောင်ပါလွှာပါတယ်ဒါပေမဲ့ဖြတ်မရအောင်တော့ခိုင်မာတယ်မဟုတ်ပါလားဒီလိုနဲ့ခီးဆက်လာခဲ့တဲ့ဒါမှရုတ်တရက်ကားပေါ်ကနေနှင်းတောင်ကြီးတွေကိုမြင်လိုက်ရတဲ့အခါအရန်ကိုဝမ်းသာသွားခဲ့ပြီးချာလီကိုပြသနေခဲ့စမှာပဲသူတို့စီးလာတဲ့ကားကရက်တန့်သွားခဲ့တာကြောင့်ဒါမှကစင်ကြည့်လိုက်တဲ့အခါကားတန်းကြီးကအရှိကြီးပိတ်မိနေခဲ့ပြီးစစ်တပ်ကတာဝန်ရှိသူတွေကရှေ့ကိုဆက်သွားလို့မရတော့ဘူးရှေ့မှာမြေပြိုနေတယ်လို့သတိပေးခဲ့တဲ့အခါဒါမှကကျွန်တော်တို့ပြန်လှည့်လို့မရတော့ဘူးဆရာကျွန်တော်ရဲ့ခွေးလေးမှာအချိန်သိမ့်မရှိတော့ဘူးကျွန်တော်ကိုဆက်သွားခွင့်ပြုပါလို့တောင်းပန်စကားများနေခဲ့အချိန်မှာပဲစစ်တပ်ကအရာရှိတူးကရောက်ရှိလာခဲ့ပြီးဂျိုးအကြောင်းကိုမေးမြန်းကဒါမှကိုသူတို့စခန်းချရာနေရာလေးကိုခေါ်ဆောင်သွားခဲ့ပြီးအရာရှိကြီးကငါမင်းရဲ့ဇလန်းကိုကြားထားတယ်မင်းရဲ့ခွေးလေးကိုမြင်တော့ငါတို့စစ်တပ်ကခွေးတွေကိုလည်းသတိရမိတယ်သူတို့ကငါတို့ကိုထားခဲ့သည်ဖြစ်စေငါတို့ကပဲသူတို့ကိုထားခဲ့သည်ဖြစ်စေကြံရစ်ခဲ့တဲ့သူတွေကပို့ပြီးတော့ခံစားရတယ်ဆိုတာငါနားလဲပါတယ်ဒီလမ်းကတော့မြေပြိုနေတော့သွားလို့မရဘူးဒီညဒီမှာပဲတဲလိုက်မနေ့ပြန်ကက်ရှမီးယားကိုသွားမဲ့အဖွဲ့တော်ရှိတယ်သူတို့နဲ့လိုက်သွားအဲ့မှာလဲနှင်းတွေရှိတယ်လို့ပြောဆိုခဲ့တာကြောင့်ဒါမှကဆရာကကျွန်တော်တို့ရဲ့အကြောင်းကိုဘလို့သိတာလဲလို့မေးလိုက်တဲ့အခါအရာရှိကြီးကမဂဇင်းတစ်စောင်ရဲ့မျက်နှာဖုံးကိုပြသရင်မင်းတို့ကိုကဘာကားတောင်သိနေပြီလို့ပြောဆိုခဲ့ပါတယ်ဟုတ်ပါတယ်ဒီဗီကာရဲ့တငယ်ချင်းခီးသွားမဂဇင်းတစ်ခုကဒါမာတို့ရဲ့အကြောင်းကိုမဂဇင်းထုတ်ဝေခဲ့တာလည်းဖြစ်ပါတယ်အဆိုပါညမှာပဲချာလီရဲ့အသက်ရှူသံတွေဟာတမျိုးဖြစ်နေခဲ့တာကြောင့်ဒါမာဟာစိုးရိမ်စားပြုလာခဲ့ပါတယ်သူနဲ့ချာလီမှာအချိန်တွေကသိမကြံတော့ဘူးဆိုတာကိုလည်းရိပ်မိလာခဲ့တဲ့ဒါမာမနှက်ပြန်ကက်ရှမီးယားကိုသွားမယ်အဖွဲ့ကိုမစောင့်နိုင်တော့ပဲအဆိုပါညမှာပဲချာလီကိုကျိုးဘိုးအိတ်ထဲကိုထက်ကစစ်စခန်းကနေတိတ်ဆိတ်နှင်းတော်ကြီးရှိရာကိုထွက်လာခဲ့ပါတော့တယ်ဒါမာဟာဓမီတလက်နဲ့ထွက်လာခဲ့မိုးတောင်ရံလောက်ရောက်มาတော့နှင်းတွေဖုံးလွှမ်းနေတဲ့တောင်ကြီးရဲ့အခြေကိုရောက်ရှိသွားခဲ့ကြပါတယ်နှင်းတွေကြာဆင်းနေတာကိုမြင်လိုက်ရတဲ့ဒါမာကချာလီမင်းရင်ကနှင်းတွေကြာနေတာမြင်ဘူးလားငါအတွက်တော့ဒါကပထမဆုံးပဲလို့ပြောဆိုရင်ရှောက်လာခဲ့ရမှာပဲနောက်ဆုံးတော့ချာလီလေးအရောက်ချင်းဆုံးနှင်းတွေဖုံးလွှမ်းနေတဲ့နေရာကြီးကိုရောက်တဲ့အခါချာလီလေးကရမ်းကိုပျော်ရွှင်နေခဲ့ပြီးမြူးတူးစော့ကစားပြေးလွှားနေခဲ့ပါတယ်ပြီးတော့သူကဒါမာကိုလည်းသူနဲ့အတူစော့ဖို့စိုက်ကြည့်လိုက်ဒါမာနဲ့ချာလီလေးတို့ဟာနှင်းပင်လေကြီးထဲမှာသူတို့ရဲ့တောကားတွေကိုစီးကြော့ပြစ်ရင်အရာရာကိုမေးလျော်နေခဲ့ကြတဲ့အထိပျော်ရွှင်နေခဲ့ကြပါတယ်ချာလီလေးရဲ့ပျော်ရွှင်မှုတွေကသူ့ရဲ့ပင်ပန်းမှုတွေကိုပြေပြောက်စေခဲ့ပါတယ်အဲ့ဒီကတော့အေးဆက်နေတဲ့အဖြူရောင်နှင်းလွင်ပြင်းကြီးဟာဒါမှနဲ့ချာလီလေးတို့ရဲ့ချစ်ချင်းတွေနဲ့နှွေးထွေးနေခဲ့ပါတယ်။နှင်းမွေရာကြီးမှာလွတ်လပ်စွာစော်ကစားလိုက်ရတဲ့ချာလီဟာမောပန်းသွားခဲ့ပါတယ်။ဒီလိုနဲ့သူတို့နားနေတဲ့စစ်တန်းလျားကိုပြန်ရောက်လာတဲ့အခါချာလီလေးကအစောကြီးအိပ်ယာဝင်သွားခဲ့ပါတယ်။ဒါမှကမင်းပျော်နေလားချာလီ။ငါသိပါတယ်မင်းအတွက်အမှတ်ရစရာနေ့လေးဖြစ်မယ်ဆိုတာ။မင်းမမဟုတ်ပါဘူးငါအတွက်လည်းဒီနေ့ကအမှတ်တရပါပဲ။ငါတို့ပြန်ရင်လေရင်စီးပြီးတော့ပြန်ကြမယ်။မင်းကိုချစ်တဲ့လူတိုင်းကစောင့်ပျော်နေကြပြီ။ကောင်းသောညပါချာလီလိုနှုတ်ဆက်လိုက်ရင်ဒါမှတယောက်အိပ်ပျော်သွားခဲ့ပါတယ်။အိပ်ပျော်သွားတဲ့ဒါမှတယောက်အိမ်မက်တွေမက်နေခဲ့ပြီမဲ့အိမ်မက်ဆိုးတွေတော့မဟုတ်တော့ပါဘူး။သူနဲ့ချာလီလေးတို့အိမ်ကိုပြန်ရောက်သွားခဲ့တော့အဒီရီကာလေးကချာလီလေးကိုစောက်ချိုနေခဲ့တယ်လို့အိမ်မက်မှန်ရင်လန်ဒိုလာတဲ့အချိန်မှာတော့သူ့ရဲ့နဘေးမှာအိတ်နေတဲ့ချာလီကပျောက်ဆုံးနေခဲ့ပါတယ်။ဒါမှရင်ထဲမှာထိတ်ကနေဖြစ်သွားခဲ့ပြီ။နေရာနဲ့စစ်သားတွေကိုမေးမြန်းနေခဲ့ပေမဲ့တယောက်ကမှသတိမထားမိခဲ့ဘူးလို့ပြောဆိုနေခဲ့တာကြောင့်ဒါမှချာလီလို့အော်ဟစ်ရင်အယူတယောက်လို့စောက်တီရမရဖြစ်နေခဲ့ရင်ကရေခဲတွေဖုံးလွှမ်းနေတဲ့နှင်းတောင်ကြီးစီကိုအပြေးကလေးတက်သွားခဲ့ပြီးချာလီကိုအော်ဟစ်လိုက်ရင်ရှာဖွေနေခဲ့ပါတယ်ဒီ
ဒီလိုနဲ့ဒါမှတယောက်နှင်းတော်ထဲမှာပြေးလွှားနေရင်နှင်းတွေမုံမုံဝါးဝါးအောက်ကအိမ်သေးသေးလေးတစ်လုံးကိုတွေးရှိလိုက်ရပြီးအိမ်လေးရဲ့မျက်နှာစာမှာခေါင်းလောင်းလေးတစ်လုံးကလေတိုးတန်နဲ့တထောင်တောင်မြည်နေခဲ့ပြီအိမ်လေးရဲ့အရှိခုံတန်းလျားမှာတော့ချာလီကသူ့လာမကိုကြိုသိနေခဲ့တယ်လားစောင့်မျှော်နေခဲ့ပါဒါမှကချာလီကိုမြင်ခဲ့တဲ့အခါဝမ်းသာသွားခဲ့ပြီခုံတန်းလေးမှာဝင်ရောက်ထိုင်လိုက်တဲ့အခါချာလီကဒါမှရဲ့မျက်နှာကိုစူးစိုက်ကြည့်ရင်ရင်ခွင်ထဲကိုတိုးဝင်လာခဲ့တာကြောင့်ဒါမှကချာလီကိုနှွေးထွေးသွားအောင်ထွေးပွေထားခဲ့ပါတယ်ဒါမှကဘာလို့ငါ့ကိုထားပြီးဒီကိုလာခဲ့တာလဲငါဘလောက်စိတ်ပူပြီးလိုက်ရှာနေရလဲသိရလားဘဝမှာငါချစ်ရတဲ့သူတွေဆုံးရှုံးခဲ့ရပြီနီလန်တစ်ခုခုနဲ့တော့မင်းကိုငါရအောင်ကဲမှာပါငါရင်တွေနာကျင်နေရပြီချာလီလို့မျက်ရည်တွေနဲ့ပြောဆိုခဲ့တဲ့အခါချာလီလေးကရင်ခွင်ထဲကနေသူသိချစ်ရတဲ့သခင်ရဲ့မျက်နှာကိုတွေ့တွေ့ကြီးစိုက်ကြည့်နေခဲ့ရှာပါတယ်ဒါမှကငါဘာလုပ်ရမလဲငါအကောင်းဆုံးကိုစူးစမ်းခဲ့ပါတယ်ဆရာဝန်နေနဲ့ပြီးတော့ဆူတောင်းတွေနဲ့ဒါပေမဲ့ငါမင်းကိုမကယ်နိုင်ဘူးဖြစ်နေတယ်လို့စိုးနေစွာပြောဆိုခဲ့ရင်းကချာလီလေးကိုပွေဖက်ပြီးအားပါတရရှိုက်ငိုနေခဲ့စင်ပါပဲချာလီလေးကဒါမှကိုကျေးဇူးတင်ကြောင်းပြသတဲ့နေနဲ့သူ့ရဲ့လက်ကလေးကိုလက်အုပ်ချီတဲ့တဲ့ပြုတ်လုလိုက်တာကြောင့်ဒါမှချာလီကိုယူယူရရပွေချီတိုင်းသူနဲ့ချာလီလေးတို့တွေးဆုံခဲ့ရတဲ့ဖြစ်စဉ်တွေကိုပြန်လေမြင်အောင်နေမိခဲ့ပါတယ်နှင်းတော်ထဲမှာတိုက်ခတ်နေတဲ့လေကငြိမ်သွားခဲ့သလိုလေတိုးတန်နဲ့တထောင်ထောင်မြည်နေခဲ့တဲ့ခေါင်းလောင်းတန်လေးကလည်းတဖြည်းဖြည်းနဲ့တိုးလာခဲ့ပါတယ်ဒါမှယူရစွာဖွေးချီထားတဲ့ချာလီလေးရဲ့အသက်ရှူတန်တွေဟာလည်းတဖြည်းဖြည်းနဲ့ငြိမ်သက်သွားခဲ့ပါတယ်သူတိတ်ဆောခြင်းနဲ့နှင်းပင်လေကြီးထဲမှာပျော်ရွှင်စွာစောကစားခဲ့ရတယ်ပြီးတော့သူတိတ်ချရတဲ့သခင်ဖြစ်သူရဲ့ရင်ခွင်နှွေးတဲ့နဲ့သူ့ရဲ့ထွက်သက်ကိုညှင်သာစေခဲ့ပါတယ်ချာလီလေးကတော့ထွက်ခွာသွားခဲ့ပါပြီကြံရင်နေခဲ့တဲ့ဒါမှကတော့အသေးတွေကျွေးမတက်ငိုကြွေးနေခဲ့ရပါတယ်အဲ့ဒီချိန်မှာပဲသူ့ရဲ့နားထဲမှာအတန်တန်ကိုကြားလိုက်ရတာကြောင့်ဒါမှကအိမ်လေးတွေကိုဝင်ရောက်ကြည့်ရှုလိုက်တဲ့အခါမှာတော့ချစ်စရာအမဲရောင်ခွေးသားပေါက်လေးတစ်ကောင်ကိုတွေ့ရှိလိုက်ရပါတော့တယ်ချာလီကသူမရှိရင်ကျွန်တော်မနေနိုင်မှန်းသူသိနေခဲ့တယ်ဒါကြောင့်မို့သူမကသူ့ရဲ့ရင်သွေးချာလီပေါက်လေးကိုမွေးဖွားပေးခဲ့ပြီးကျွန်တော်နဲ့အတူထားထားပေးခဲ့တာကျွန်တော်ရင်ကပြောခဲ့ဘူးသလိုပဲမင်းကန်ကောင်းရင်မင်းရဲ့ဘွားလေးကိုချာလီလေးကရောက်လာလိမ့်မယ်လို့အခုလေမင်းကန်ကောင်းနေစေပါပဲဒီလိုနဲ့လာနေငယ်ကြာပြီးတဲ့နောက်တရက်မှာတော့ဒါမှကသူနေထိုင်ရာမြို့ကလေးနီးမှာပဲတရိတ်ဆန်ကဲဆယ်ရေးစန်တာလေးကိုဖွင့်လှစ်ခဲ့ပါတယ်ချာလီလိုပဲအိမ်ရမဲ့ဘွားလေးတွေကနှွေးထွေးစေမယ်အိမ်တစ်ခုကိုစောင့်မျှော်နေတတ်ကြတယ်သူတို့လေးတွေရဲ့စန္ဒတွေကိုဖြည့်ဆည်းပေးဖို့ချာလီစန်တာလေးကအစင်သင့်ဖြစ်နေခဲ့ပြီလေဖြစ်ပါတယ်အဆုံးသတ်မှာနားလည်လိုက်တာကအတိတ်ဆိုတာကာလာဖြစ်ပြီးအနာဂတ်ဆိုတာကတော့ပြေဆုံးမှုတစ်ခုပါပဲလို့တင်ပြရင်ဇလန်းလေးကိုအဆုံးသတ်ခွင့်ပြုပါခင်ဗျာနောက်ရက်တွေမှာလည်းဒီလိုဇာတ်ကားကောင်းလေးတွေကို recap ပြုလုပ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ recap box channel ကို subscribe လေးပြုလုပ်ပေးသွားပါအောင်နော်ဇာတ်ကားလေးကိုအချိန်ပေးကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ပါတယ်